မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ပြင်စာရွှေချောင်းသစ္စာရွှေစီကျောင်းတိုက်တွင်မှာပထမအကြိမ်ဆင်ရင်ကျင်းပကြတဲ့9 ရက်တာတရားစခန်းပွဲတတိပဋ္ဌာန်တရားဘာဝနာများကြိုးစားအထောက်ကြဖို့ရောက်ရှိလာကြတဲ့ယောဂီတို့ကိုဘုန်းဘုန်းတို့ဒီ9 ရက်အတွင်းလေးမှာဘယ်လိုလေးကျင့်ကြံကြိုးကိုအထောက်ကြမလဲဆိုတဲ့တရားစကားပြောပါမယ်နော်ဒါအခုဒီမှာရိတ်တာကိုလာကြတယ်စောစောကပြောခဲ့သလိုဒါအတွက်အများကြီးအားစိုက်ရတယ်ကြိုးစားရတယ်ဘာလို့ဒီနေရာကိုလာပြီးတော့ဒီလိုလုပ်မယ်လို့ဆုံးဖြတ်ပြီးတော့လုပ်ကြတာတော့အကုသိုလ်စိတ်တွေနဲ့အနေများတဲ့အခြေအနေကနေပြီးတော့ကုသိုလ်စိတ်နဲ့အနေများတဲ့အခြေအနေတရက်ကိုပုံဖော်ခြင်းလို့ဒီလိုလေးရိုးရိုးရှင်းရှင်းကိုယ့်ရဲ့ရည်ရွယ်ချက်ကလေးကိုတတ်တတ်မှတ်မှတ်ထားလိုက်စေခြင်းဒီရွယ်ချက်ကရှိတော့ရှိပြီးသားသို့တော့ဘုံဘုံကနာမည်လေးတက်ပေးလိုက်တဲ့ခါကျတော့ပိုရှင်းသွားတော့နော်အကုသိုလ်စိတ်တွေနဲ့အနေများနေတဲ့အနေအထားကိုတိတ်မကြိုက်လို့ကုသိုလ်စိတ်တွေနဲ့အနေများတဲ့အခြေအနေလေးဖန်တီးကြည့်ခြင်းလို့ဒီနေရာကိုလာတာလို့အဲ့လိုလေးဖြစ်စေခြင်းဘုံတော့အချိန်တိုင်းမသေးမချင်းစိတ်ကဖြစ်နေတာလေအတွေးတွေပေါ့ဘလို့စိတ်တွေနဲ့ဘုံတို့နေတာတော့ဆိုရင်အာမနာတန်ပြောရရင်အကုသိုလ်စိတ်တွေနဲ့နေတာဘုံတို့လည်းအဲ့တိုင်းနေတာလို့သဘုံရဲ့တပြည့်တော့အကုသိုလ်နဲပါတယ်လို့အကုသိုလ်အကြောင်းကိုဘုံဘုံနဲ့ပြောနော်အကုသလရာတိတိဘိက္ခဝေဝရမာနောပင်စနိဝရဏေတမ္မာဝရမာနောဝရိယကေဝလောဟာယဘိက္ခဝေအကုသလရာတိယရိတံပင်စနိဝရဏအကုသိုလ်ဆိုတာဘာလဲမြတ်စွာဘုရားဘယ်လိုမြင်ပြအကုသိုလ်လို့ကောင်းကောင်းပြောခြင်းတယ်ဆိုရင်နိဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တယ်အဲ့ဒီနိဝရဏတရား၅ပါးဟာတက်တက်ဘာကုသိုလ်မှမရောရှက်တဲ့အကုသိုလ်တရားတက်တက်ဖြစ်တယ်တဲ့အဲ့ဒါနိဝရဏတရား၅ပါးဆိုတာဘာလို့ကာမိသန္တာနိဝရဏဖြာပါဒနိဝရဏထိနာမေတ္တာနိဝရဏဥဒိစ္စကောကုသနိဝရဏဝိသိကိစ္စနိဝရဏဒါကာမိသန္တာနိဝရဏဆိုတာဘာလို့မြင်ခြင်းတဲ့စိတ်တွေကြားခြင်းတဲ့စိတ်တွေနမ်းရှူခြင်းနဲ့စားတောက်ခြင်းနဲ့တွေးထိခြင်းနဲ့စိတ်တွေဟုတ်လားအဲ့ဒါဘာလို့ကာမိသန္တာလောဘနဲ့ရှင်တဲ့အတွေးအမြဲတမ်းကြီးဖြစ်နေတာတော့မဟုတ်ဘူးဒါပေမဲ့မကြဖြစ်တယ်နော်ကာမိသန္တာဖြာပါဒဆိုတာဘာလို့မကျေနပ်မှုနဲ့တွေးနေတဲ့အတွေးတွေစိတ်တိုင်းမကြဘူးကြည်တာသေးတာတော့ကြွားချင်းကြွားမယ်ပေါ့အဲ့ဒီစိတ်ကလေးတွေရှိရနော်ဒါလည်းပဲအမြဲတမ်းကြီးဖြစ်နေတာတော့မဟုတ်ဘူးသို့တော့သူလည်းပဲအကြောင်းအားလျော်စွာဖြစ်နေတယ်ဟိုကလေးစိတ်တိုင်းမကြဒါလေးစိတ်တိုင်းမကြဟုတ်လားပြီးတော့ဗါတော့ထိနာမေတ္တာနိဝရဏစိတ်တွေတိတ်မလန်းဘူးလေကံထိုင်မှိုင်းပြီးတော့နေတာလည်းရှိတယ်သူလည်းပဲအရင်ကြီးတော့အများအလွန်များတဲ့အကုသိုလ်သဘောကဘယ်လိုဟာတော့ဆိုရင်ဥဒိစ္စကောကုသဥဒိစ္စဆိုတာပြန့်လွင့်နေတာကိုဘာတွေးလို့တွေးနေမှကိုမသိဘူးကိုဘာဖြစ်လို့ဖြစ်နေမှကိုမသိဘူးတောင်းစင်ရှင်မရတွေးပြီးတော့နေတာဥဒိစ္စပြန့်လွင့်ကောကုသဆိုတာကကိုလှုပ်ခဲ့တဲ့မကောင်းတာတွေနဲ့ပတ်သက်ပြီးတော့နောင်တနဲ့ပူရတာကိုမလှုပ်လိုက်မိတဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တနဲ့ပူတာအဲ့ဒါကိုကောကုသအဲ့ဒီဥဒ္ဒစ္စနဲ့ကောကုသလည်းတွဲနေတာစိတ်တွေပြန့်မှများပြီဆိုရင်သူကောကုသဘက်ကိုရောက်သွားတတ်တယ်ဥဒ္ဒစ္စအဖြစ်များရင်ကောကုသဘက်ကိုရောက်သွားတယ်ဘဝမှာဒီလိုစိတ်တွေနဲ့နေနေတာနော်မြင်ခြင်းကြည့်ခြင်းတဲ့စိတ်တွေအဲ့ဒါနေတိုင်းဒီခေတ်အဲ့ဒီကာမိသန္တာအများဆုံးပဲဖုံးကလေးထဲမှာရနေတယ်လေဘလောက်ချိန်ပေးထားတော့ဒါအတွက်ကာမိသန္တာနော်ပြီးရင်ကာမိသန္တာကြည်ရင်းနဲ့မကြည်နဲ့တာတွေကတွေးလာဟုတ်လားFacebook ကြည့်ရင်းနဲ့ဘာဖြစ်တော့ပေါက်ကွဲနေတချို့ဆိုဗျာပါဒထိနာမေတ္တာဥရိစ္ဆကောကုသပြီးတော့ဟာတော့ဝိသိကိစ္စလေးနဲ့တဲ့အကြောင်းတွေးလိုက်ပြန်တော့လေစိတ်ကတန်တရားရှင်းရှင်းနဲ့ဆုံးဖြတ်ချက်ကမချနိုင်ဘူးဟိုလိုဒီလိုအဲ့တော့ဘာလဲဒါတွေဟာအကုသိုလ်တရားတွေပေါ့အဲ့ဒီလိုနေတဲ့အနေအထားတရက်ကိုဘုန်းဘုန်းတို့တကယ်ပြန်ပြီးတော့စစ်စစ်ကြည့်ရင်သဘောကျနိုင်သလားနှစ်သက်နိုင်သလားမနှစ်သက်နိုင်ဘူးဟုတ်ပြီအဲ့လိုဆိုရင်စောစောကဘုံဘုံပြောတယ်ဒီနေရာလေးဘာလို့လာရတာတော့အကုသိုလ်အဖြစ်များနေတဲ့အနေအထားလေးကိုကုသိုလ်အဖြစ်များတဲ့အနေအထားလေးနဲ့ပြောင်းလဲကြည့်ခြင်းလို့ပြောခဲ့တယ်နော်
အဲ့ဒါဆိုရင်ကုသိုလ်ဆိုတာဘာတော့ကုသိုလ်ဆိုတာဒါနရဲ့သီလရဲ့သမာဓိရဲ့ပညာရဲ့လို့အကျဉ်းမြင်၄မျိုးရှိတယ်ဟုတ်လားစွန့်လွတ်ရင်းနဲ့ကုသိုလ်စိတ်ဖြစ်တယ်စောစောပြောတဲ့သီလစောင့်စည်းရင်းနဲ့ကုသိုလ်စိတ်ဖြစ်တယ်တည်ငြိမ်ရင်းနဲ့ကုသိုလ်စိတ်ဖြစ်တယ်ခန္ဓာရဲ့အကြောင်းကိုအမှန်သိရင်းနဲ့ကုသိုလ်စိတ်ဖြစ်တယ်၄မျိုးဒီနေရာမှာမြတ်စွာဘုရားကစောစောကအကုသိုလ်လို့ပြောရင်လည်းဆိုရင်និဝရဏတရား၅ပါးကိုပြောនិဝရဏတရား၅ပါးဟာတတ်အကုသိုလ်တရားအစုအဝေးဖြစ်တယ်လို့ဟောတဲ့ဒေသနာရဲ့အောက်မှာနောက်ထပ်ဆက်ပြီးတော့ဟောတာရှိတယ်ဆင်တူလေးပေါ့ဆန့်ကျင်ဘက်အနေနဲ့ဆင်တူနေတာကုသိုလ်လို့ကောင်းကောင်းမွန်မွန်ပြောခြင်းတယ်ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါတယ်တတိပဋ္ဌာန်တရား၄ပါးသည်တတ်ကုသိုလ်ကောင်းမှုအစုအဝေးဖြစ်တယ်တဲ့ဘုရားချီးမွမ်းအခုဒီမှာဗာနဲ့လာနေမှာတတိပဋ္ဌာန်နဲ့နေမှာနော်အဲ့ဒါကိုမြတ်စွာဘုရားအခုဒေသနာနဲ့လဲလှယ်ပြီးတော့ဘုန်းတို့ပြောကြည့်မယ်ဆိုရင်ကုသိုလ်စိတ်တန်တန်ကလေးနဲ့နေမှာနော်ဘယ်စိတ်တန်တန်ကုသိုလ်စိတ်တန်တန်တော့တတိပဋ္ဌာန်ဆိုတာဘာတော့အဲ့ဒါကိုဒီနေ့ပြောနော်တတိပဋ္ဌာန်ဆိုတာနော်တတိကိုခိုင်မြဲအောင်လုပ်နေတာတတိပဋ္ဌာန်တတိကိုခိုင်မြဲအောင်လုပ်နေတာပို့ပြီးတော့ရှင်းအောင်ပြောရရင်တတိပြီးတတိတွေကိုထပ်ဖြစ်အောင်လုပ်တာဒီတစ်စက္ကန့်မှတတိဖြစ်တယ်နောက်တစ်စက္ကန့်မှလည်းတတိဖြစ်เสียရမယ်နောက်တစ်စက္ကန့်မှလည်းတတိဖြစ်เสียရမယ်အဲ့ဒါတတိဆိုတာဘာတော့ဒီနေရာမှာကိုယ်ခန္ဓာမှာဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းအမှန်တိုင်းသိနေတဲ့သဘောလေးကိုတတိလို့ပြောတာဘုံဒါတဲ့ရှင်းအောင်တော့ပြောတတ်တော့နော်ဒီကဘယ်လိုဖြစ်နေတယ်လဲဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိပူးနေတာကိုပူးနေတယ်လို့သိပူတယ်လို့တောင်နာမည်မတတ်ပါဘူးအဲ့ဒီပူတာလေးကိုဓာတ်ရိုက်စိတ်နဲ့ကြည်နေတယ်ပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးနော်ပူတဲ့သဘောလေးပဲပူတယ်ဆိုတဲ့စကားလုံးမသုံးရင်ပြောမရလို့မို့ပူတယ်ဆိုတာကိုပြောလိုက်ရတာအင်္ဂလိပ်တယောက်ကပူတယ်ဆိုတဲ့သဘောကိုပူတယ်လို့ပြောမလားသူတို့ဘာသာတကားနဲ့သူတို့ပြောမှာပေါ့စိတ်ရဲ့နားလည်မှုကနော်အလွန်မှနဲ့ဆိုင်တဲ့သဘောရှိတယ်စကားလုံးနဲ့ပုံဖော်လို့မရအဲ့တော့ဓာတ်ရိုက်သိဖို့ကြိုးစားဟုတ်လားအဲ့ဒါလိုပဲဘုန်းတို့တောင်းတယ်တင်းတယ်လှုပ်တယ်ရွေ့တယ်နော်ဒါရုပ်တဘာဝတွေဒါစိတ်ထဲမှာနော်ချမ်းသာတယ်ဆင်းရဲတယ်ကိုယ်ထဲမှာခံစားတယ်မခံစားဘူးဒါဝေဒနာသဘောတွေရိုးရိုးလေးနားလည်ရမယ်အဲ့ဒါတွေကိုဖြစ်နေတဲ့အတိုင်းလေးသိနေတယ်ကိုယ်ထဲမှာခံစားတယ်ဆိုရင်လည်းခံစားတယ်နေရတာကောင်းတယ်များသောအားဖြင့်လူဘဝမှာကိုယ်ထဲကိုကြည်လိုက်လို့ရှိရင်ကျမကြီးကောင်းတယ်ဆိုရင်တော့ခံစားတဲ့ဝေဒနာလေးတွေများပါတယ်လက်တွေ့ကြည့်လိုက်မခံစားဘူးလို့သိမရှိမခံစားဘူးဆိုရင်အဲ့ဒါနည်းနည်းဖောက်ပြန်တယ်နောက်ကျောတွေတက်တယ်စားလိုက်တဲ့အစာကြောင့်အေးရင်မောလို့ခေါင်းတွေထိုင်မိုင်းနေတယ်မခံစားဘူးပေါ့နော်ပို့ပြီးတော့ဖောက်ပြန်မှုကပြင်းထန်လေးမခံစားမှုကကြမ်းလေးအဲ့ဒီမခံစားတာကိုလည်းမခံစားဘူးလို့သိလိုက်မခံစားတာတွေကအမျိုးမျိုးနော်ပူလို့မခံစားတာအေးလို့မခံစားတာထိုးနေလို့မခံစားတာဟာရားလို့မခံစားအများကြီးပဲပြီးတော့ဗါတော့မခံစားတာကတော့မခံစားတာပဲဝေဒနာနော်ဒါဝေဒနာနုပဒနာသတိပဋ္ဌာန်ကိုအရက်သုံးနဲ့ဘုံဘုံပြောနေတာဟုတ်လားဆက်ပြီးတော့ကြည့်လိုက်အတွေးပေါင်းစုံတမက်မှုနဲ့တကွာဖြစ်တဲ့စိတ်လို့မြတ်စွာဘုရားသုံးတယ်တမက်မှုကင်းတဲ့စိတ်နဲ့တမက်မှုကင်းတဲ့သဘောနဲ့တကွာအတူဖြစ်တဲ့စိတ်တခါတလေဘုံတို့တမက်နေတာမရှိဘူးမကျေနပ်မှုနဲ့တကွာဖြစ်တဲ့စိတ်တခါလေမကျေနပ်ဘူးတခါလေမကျေနပ်တာမရှိဘူးဟောအဲ့ဒါလိုပဲတွေ့ဝေမှုနဲ့တကွာဖြစ်တဲ့စိတ်တွေ့မှုကင်းတဲ့စိတ်ဒါမြတ်စွာဘုရားကတော့အရက်သုံးလေးနဲ့နားလည်အောင်ပြောတယ်အဆင့်နှိမ့်တဲ့စိတ်အဆင့်မြင့်တဲ့စိတ်ဒီလိုလဲသုံးတယ်နော်ပြင်းကြီးဆုံးနေတဲ့စိတ်လေးကံပြန့်လွင့်နေတဲ့စိတ်စိတ်တွေကိုအဲ့လိုမြတ်စွာဘုရားနာမည်တက်တယ်အဲ့ဒါတွေကိုလည်းအဲ့ဒီအတိုင်းအဲ့ဒါတွေဖြစ်နေတယ်လို့ပဲသိတယ်ဒါတတိကိုအဓိပ္ပာယ်ဖွင့်တယ်နော်ဓမ္မနုပဒနာတတိပဋ္ဌာန်ကြတော့ तू ကပိုးပြီးတော့ကျေပြန့်တယ်ဟုတ်လားနိဝရဏတရား၅ပါးကိုအရင်ပြောတာမြတ်စွာဘုရားစောသောနိဝရဏတရားကာမိဆန္ဒဖြစ်နေတယ်လို့သိပါတဲ့ရိုးရိုးလေးသိခိုင်းတာနော်အဲ့ဒါကြီးဖယ်လိုက်လို့ပြောတာမဟုတ်ဘူးကာမိဆန္ဒဖြစ်နေတယ်လို့သိပါပြီးရင်သူ့ကြတော့အနုစိတ်သွားတယ်အဲ့ဒီကာမိဆန္ဒဘာကြောင့်ဖြစ်တာတော့နှလုံးသွင်းမှားယွင်းလို့ဖြစ်တာကိုအဲ့လိုဆိုရင်အဲ့ဒီနှလုံးသွင်းမှားယွင်းလို့ဖြစ်တယ်ဆိုတာကိုလည်းသိလိုက်တယ်ကာမိဆန္ဒတစ်ခါတလေမဖြစ်ဘူးမဖြစ်ရင်လည်းမဖြစ်ဘူးလို့သိတယ်အကုန်သိရမှာသူကမသိရမယ့်အရာတခုမှမရှိဘူးမဖြစ်ရင်လည်းမဖြစ်ဘူးလို့သိပြီးရင်ဘယ်လိုတော့ဘာကြောင့်မဖြစ်တာတော့ဆိုငါမှန်မှန်ကန်ကန်နှလုံးသွင်းနေလို့မဖြစ်တာကိုမဖြစ်ချင်းမှလည်းအကြောင်းရှိတယ်ဖြစ်ချင်းမှလည်းအကြောင်းရှိတယ်
အဲ့ဒါကိုလည်းဘာလို့မလို့သိရမယ်နောက်ဆုံးကာမိဆန္ဒကိုအမြင့်ပြတ်ပယ်လိုက်ပြီဆိုရင်လည်းပယ်လိုက်ပြီလို့သိတယ်ဟောဒါကြတော့အရင်လေးနဲ့သွားရင်နော်ဒါဓမ္မနုပဒနာရဲ့နဲ့ဆိုင်ပုံအကျဉ်းမြင်နားလည်အောင်ပြောရရင်ရှေ့ကကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ်ဓာ ानु ပဒနာနော်ဒီရုပ်တွေရဲ့အကြောင်းခံစားမှုတွေရဲ့အကြောင်းဝေဒနာတွေရဲ့အကြောင်းကိုအတိများလာတဲ့နောက်မှာဓမ္မ ानु ပဒနာသတိပဋ္ဌာန်ဆိုတာဖြစ်လာအဲ့ဒါကိုမြတ်စွာဘုရားသင်ပေးတာ तू ကလေးနဲ့တယ်ဟုတ်လားအခုကုသိုလ်စိတ်ကလေးတက်တက်နဲ့နေခြင်းနဲ့ကုသိုလ်စိတ်ကလေးတက်တက်ပါလို့မြတ်စွာဘုရားချီးမွမ်းတာဘာပဲလို့တော့သတိပဋ္ဌာန်အလုပ်လုပ်နေတာအနှစ်ချုပ်လိုက်ရင်သတိပဋ္ဌာန်ဆိုတာဘာလို့ဆိုတော့ကိုယ်ခန္ဓာဘလို့ဖြစ်နေတယ်လဲဆိုတာကိုဓာတ်ရိုက်တိပြီးတော့နေတာကျတို့ကမသိဘူးနော်တွေးကြံတွေးနေကြည့်တယ်ဆိုမြင်လိုက်တာခဏမြင်တာရဲ့နောက်ဆက်တွဲရပါလေတော့အတွေးတွေတခါလေဒီဟာမြင်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့တွေးနေတာဟိုဟာမြင်တဲ့အခါမှာဟိုဟာကိုအာယုံမပြုတ်မိဘူးဟိုဟာကိုမြင်ကြတုန်းကအကြောင်းအရာကိုပြန်တွေးနေတာဒီလူကိုမြင်တယ်ဒီလူကိုစိတ်ထဲမရှိဘူးဟိုလူကိုမြင်ကြတုန်းကဟိုလူအကြောင်းကိုတွေးနေတာဒီလူထိရောက်နေတယ်ဘာတွေနဲ့နေတာတော့အတွေးတွေနဲ့နေတာပေါ့နော်တိပြီးတော့နေတာမဟုတ်ဘူးအခုဟာပါတော့အတွေးတွေနဲ့နေတဲ့အနေအထားကိုအတိနဲ့နေတဲ့အနေအထားနဲ့ဘုန်းဘုန်းတို့ပြောင်းလဲဖို့ကြိုးစားတာအဲ့ဒါအတွေးတွေနဲ့နေလို့ရှိရင်အကုသိုလ်တွေပဲဖြစ်မှာကောင်းတဲ့အတွေးလည်းမရှိဘူးမဟုတ်ပါဘူးရှိပါတယ်ဒါပေမဲ့ဘုန်းဘုန်းတို့ဘဝမှာတွေးနေတဲ့အတွေးတွေဟာကောင်းတဲ့အတွေးဟာအလွန်နည်းတယ်ဟုတ်ပြီနော်အဲ့ဒါလို့ဆိုလို့ရှိရင်နော်ကုသိုလ်စိတ်ကလေးနဲ့နေမယ်ဆိုတော့အဲ့ဒီသတိပဋ္ဌာန်တရား၄ပါးမှာမြတ်စွာဘုရားဘယ်သတိပဋ္ဌာန်ကိုအရင်ဟောတော့ကာယ ानु ပဒနာသတိပဋ္ဌာန်ကိုအရင်ဟောတယ်ဒါအဓိပ္ပာယ်ရှိတယ်ပညာရတစ်ခုခုကိုသင်ပြီးဆိုလို့ရှိရင်ခက်တာကစသင်မလားလွယ်တာကစသင်မလားလွယ်တာစသင်မှာတတ်မှာပေါ့အဲ့တော့အဲ့ဒီကာယ ानु ပဒနာသတိပဋ္ဌာန်မှာလည်းဘယ်ကနေစပြီးတော့သင်တော့ဆိုတော့အာနာပါနာကစသင်တယ်အာနာပါနာဆိုတာဝင်လေထွက်လေဝင်သက်ထွက်သက်နော်ဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးဟာသူ့ဟာသူဝင်လေဝင်အောင်ထွက်လေထွက်အောင်သူ့ဟာသူလုံနေတာကိုကလုံနေတယ်လို့မြန်သွားမထင်နဲ့နော်သူကသူ့လို့သူလုံနေတာကိုကတခါတလေကိုလုံဖို့နေနေတာလားသူလုံနေတာတော့မသိဘူးဟုတ်တယ်မဟုတ်လားအဲ့တော့သူကသူလုံနေတာကိုကဘေးလူတယောက်ကထိုင်ကြည့်တယ်လို့မျိုးသူ့ကိုကြည့်နေဒါကလေးတွေနားလည်အောင်ဘုံဘုံကပြောတာရသော်ဘုရားဝင်လေထွက်လေနဲ့ပတ်သက်ပြီးတော့အာနာပါနကမ္မဋ္ဌာန်းကိုဟောတဲ့နေရာမှာနော်ဘယ်လိုလေးစာဟောတယ်ထင်တော့တတိရှိလျက်ဝင်သက်ကိုဝင်စေအံ့တတိရှိလျက်ထွက်သက်ကိုထွက်စေအံ့အဲ့လိုလေးသင်ဆိုလိုတာကဝင်သွားရင်ဝင်သွားမှန်းသိပါထွက်သွားရင်ထွက်သွားမှန်းသိပါတတိလေးထားနော်တတိရှိလျက်ဝင်သက်ကိုဝင်စေအံ့တတိရှိလျက်ထွက်သက်ကိုထွက်စေအံ့ပြီးတော့မှဘယ်လိုလာမလို့တူတူဝင်ရင်တူတူဝင်တယ်လို့သိရှိရှိဝင်ရင်ရှိရှိဝင်တယ်လို့သိတူတူထွက်ရင်တူတူထွက်တယ်လို့သိရှိရှိထွက်ရင်ရှိရှိထွက်တယ်လို့သိဒါဝင်လေထွက်လေပုံမှာသတိထားနေရင်တူတာရှိတာသူသိသွားမှာပြီးရင်ဗာဆက်ပြောမလို့အစအလေအဆုံးဝင်တဲ့ကလေးစဝင်တယ်အလေလောက်ရောက်လာတယ်ပြီးတော့အဆုံးတတ်သွားတယ်ထွက်တဲ့ကလေးထွက်သွားတယ်စတယ်အလေလောက်မှရှိတယ်ပြီးရင်အဆုံးတတ်သွားတယ်အစအလေအဆုံးပိုးပြီးတော့ဒါကိုအသေးစိတ်စိတ်ဆက်သိအောင်မြတ်စွာဘုရားခိုင်းတာဟောနောက်ဆုံးဘလို့ခိုင်းတော့အဲ့ဒီလေးခုမြောက်ကျမ်းထမ်းတဲ့ဝင်သက်ထွက်သက်ကိုနူးညံ့စေအံ့ဟူ၍ကျင့်ရမယ်တဲ့တတိထားနော်ဝင်လေထွက်လေလေးကိုပိုးပြီးတော့ကျမ်းအောင်လုပ်နေကြတာရှိတယ်ဟုတ်တယ်မဟုတ်လားဖခင်တည်းရဲ့ဟောတာဘယ်လိုဟောတာတော့ကျမ်းတာကိုနုအောင်လုပ်ခိုင်းတာကျမ်းတာကြီးကိုသိတာကိုသိအာယုံစိုက်စရာမလိုသူကျမ်းနေတော့မသိချင်လို့ကိုမရအောင်အဲ့ဒါကမြင်မာတဲ့တမာတိဖြစ်ဖို့ခက်တယ်နုတာကိုသိတာမှအဲ့ဒီတမာတိကပို့ပြီးတော့ကြီးလာတာလက်ခံလားမသိဘူးဒါဘုရားဟောဒါတိုက်ကိုဘုံဘုံပြောနေတာဟုတ်လားဒါကြောင့်ဒါကိုလေဒီဆိုဘုရားကြီးကဘယ်လိုလေးရေးတော့တတိမြဲရာပထမဒုမာတိုရှိတိလုံးစုံလင်းရာတ၌တာစမှငိမ့်စေပြီနော်အလွန်နာမည်ကြီးတဲ့ဆိုဘုရားကြီးရဲ့အာနာပါနဒီဝိနီဆိုတာရှိတယ်ဟုတ်လားဒီလေးမျိုးလေးကိုအဓိကမြတ်စွာဘုရားနေရာများများမှာဟောတယ်တတိမြဲရာပထမဦးဆုံးတတိကိုဒီမှာထားဝင်တိုင်းသိထော်တိုင်းသိပြီးရင်ဘယ်နာသိဆိုတာပုံဆက်ပြောမယ်ဟုတ်လားတတိမြဲရာပထမပြီးတော့ဗါတော့ဒုမာတိုရှည်သိနော်ရှည်ရှည်ဝင်သွားတယ်ရှည်ရှည်ထွက်သွားတယ်တူတူဝင်တယ်တူတူထွက်တယ်မတူဘူးစိတ်ရဲ့အနေထားပေါ်မူတည်ပြီးတော့တခါတည်းဘုန်းတော်လောနေပြီဆိုရင်တခါမြန်လိုက်တာမှအိပ်ပျော်နေပြီဆိုရင်တော့ဖြည်းဖြည်းပဲသွားတယ်
စိတ်ကလေးအေးနေရင်ဖြစ်ဖြစ်ပဲစိတ်တွေမြန်းနေပြီလောနေပြီဆိုရင်ဝင်သက်ထွက်သက်ကလည်းမြန်းသွားတာခန္ဓာကိုယ်ကြီးရဲ့အလွန်မှအခရာကျတဲ့အစိတ်အပိုင်းပဲသူ့ကိုသိလို့ရှိရင်ရဟန္တာဖြစ်နိုင်တယ်အမြဲတမ်းဒလဇတ်တာသိနေလို့ရှိရင်အဲ့ဒါဘုန်းတော်မလုံနိုင်လို့နော်တတိမြဲရာပထမဒုမာတိုရှိတိလုံးစုံလင်းရာတ၌တာအစအလဲဆုံးဆိုလုံးစုံလင်းအောင်လုပ်တယ်ပြောလုံးစုံလင်းရာတ၌တာစမှငြိမ်းစေပြီငြိမ်းအောင်လုပ်တဲ့ဟုတ်လားအဲ့ဒါဘယ်ဟာအဓိကတုံးဆိုတော့တတိမြဲရာပထမအဓိကပဲအဲ့ဒါကိုဘုန်းဘုန်းတို့ဝေဘူးဆိုတော်ဘုရားကြီးကလွယ်ကူအောင်ဘလို့သင်ပေးတော့အဲ့ဘုန်းဘုန်းကအဲ့ဒီနီးလေးကိုလှုပ်ကြည့်စေခြင်းနဲ့ပေါ့နော်အဲ့ဒီနီးနဲ့အဆင်မပြေဘူးဆိုရင်တော့ဒီပြင်နီးနဲ့လှုပ်ပေါ့ဆရာတော်ကြီးကဘလို့သင်ပေးတော့ဆိုတော့ဝင်လေဝင်လို့ရှိရင်ဒီနှာသီးဝလေးမှာပဲဖြစ်ဖြစ်ဒီအပေါ်နှက်ခမ်းလေးမှာပဲဖြစ်ဖြစ်လေရဲ့ပုတ်တိုက်ထိခိုက်သွားမှုကြောင့်ထိတဲ့သဘောလေးဟာထင်ရှားတယ်တဲ့အဲ့ဒီထိတာလေးကိုစိတ်ဆိုင်ကြည့်ပြီးတော့သိနေဖို့ပဲနာမည်တောင်မတက်ဘူးနော်အဲ့ဒါကိုဓာတ်ရိုက်သိနေဘလို့သိခိုင်းတော့ဆိုတော့ဆိုကြီးကအလွန်ရိုးရှင်းအောင်ပြောတယ်ကိုလက်ညှိုးလေးနဲ့ကိုရဲ့ဒီလက်ကိုထိကြည့်ပါသိလားတဲ့။ဂိုင်းထိကြည့်ပါယောဂီတို့သိနော်လက်ချင်းချင်းထိတာသိအဲ့ဒီသိတယ်လို့သိတဲ့ဒီထိတာပေါ့ဒါပဲအဲ့လိုပဲထွက်လေထွက်ပြီးဆိုလို့ရှိရင်လည်းပဲလေရဲ့ထိခိုက်ပုတ်တိုက်မှုတော့ဒါနှာခေါင်းအတူရှိတယောက်နဲ့တယောက်မတူတချို့ကနှာခမ်းလေးတွေလန်နေတာလေးတွေရှိတယ်နှာခေါင်းနဲ့နှာခမ်းနဲ့ဝေးတာရှိတယ်တချို့ကနှာခေါင်းနဲ့နှာခမ်းနဲ့နီးနေတာရှိတယ်ဒါမှမဟုတ်ထိခိုက်မှုထင်ရှားတဲ့နေရာကတယောက်နဲ့တယောက်တိတိကျကျတူမနေဘူးထင်ရှားနေတဲ့နေရာထင်ရှားမှာပဲအထူးအများစုကတော့နှာသီးဝမှာထင်ရှားလိမ့်မယ်နေရာဆိုတာအဓိကမဟုတ်ပါဘူးနောက်ပိုင်းကျတော့ကိုယ်စိတ်ကကြည့်လိုက်ထိတဲ့သဘောကိုသာအမိကလေးဖမ်းထားလိုက်ဘယ်နာဆိုတာကိုမတတ်မှတ်နေနဲ့ဟုတ်လားအဲ့ဒီထိတာဘာလို့တော့သိနေတဲ့ဝင်လေလေးဝင်လာတယ်စထိတယ်သိလိုက်တော့အလေထိတယ်သိလိုက်ပြီးသွားတယ်သိလိုက်၃ချက်လောက်သိဖို့ဆိုတာမလွယ်ဘူးတစ်ခါနှစ်ခါတော့ရတယ်ရည်ရှိမရဟုတ်လားဒီထိတဲ့သဘောလေးကိုအစအဆုံးလေးတစ်ချက်နော်ထွက်တဲ့အခါမှာအစအဆုံးလေးတစ်ချက်ဝင်လေအတွင်းမှာနှစ်ချက်ထွက်လေအတွင်းမှာနှစ်ချက်လောက်တော့အရင်ဦးဆုံးစပြီးတော့သိအောင်လေ့ကျင့်ကြည့်လိုက်ဟုတ်လားအထိတဲ့သဘောကိုပဲသိနေစိတ်ရဲ့သဘောကတစ်ချိန်လုံးပေါက်လွတ်ဖုံဖုံတို့ကပြစ်ထားတာဒါလေဒီဆိုဘုရားကြီးရဲ့အသုံးပေါက်လွတ်တယ်တခုကိုပေါက်ပြလိုက်တယ်လွတ်ပြလိုက်တယ်သွားကွာသွားကြံသွားစိတ်ကိုကျွတ်တော့အဲ့လိုလှုပ်ထားတာဘလို့ပြစ်ထားတာတော့ပေါက်လွတ်ပြစ်ထားတာနောက်ထပ်စကလုံးအသုံးလုံးရှိသေးတယ်ပေါက်လွတ်ပဲစားတယ်အဲ့ဒါကြတော့နည်းနည်းကလေးကချီသဘောဆန်သွားပြီနော်စိတ်ကိုဘုံဘုံတော့အဲ့လိုပြစ်ထားတာဟုတ်တယ်မဟုတ်လားအဲ့ဒီလိုပေါက်လွတ်ပြစ်ထားတဲ့စိတ်ကိုမင်းဒီနားမှာနေပါဒါကိုသိပါလုံနေအဲ့တော့သူနဲ့ပေါက်လွတ်ပြစ်ထားတဲ့အချိန်ကာလတွေကကြာတဲ့အခါကျတော့ဒီအလေးကျင့်ကြီးကဘုံဘုံတို့မှာအမြဲတမ်းလွှမ်းမိုးနေတယ်ကိုကဒါလေးလှုပ်တယ်ခဏနေရင်အဲ့ဒီအလေးကျင့်ဆိုကြီးကလွှမ်းမိုးလာတဲ့အခါကျတော့စိတ်ကရောက်သွားဗျာရောတိပြင်းနေတာအဲ့ဒါစိတ်တက်မကြနဲ့ဒါသဘာဝပဲအဲ့ဒါဘယ်လိုလဲဝင်လေထီတိုင်းသိအောင်လုပ်မယ်ထွက်လေထီတိုင်းသိအောင်လုပ်မယ်စိတ်တွေပြန့်သွားတယ်ဆိုရင်စိတ်တက်မကြပါနဲ့ဒါပြောတာပြန်ဆွဲတင်လှုပ်ရအောင်လှုပ်မရမချင်းလှုပ်ရသလောက်နဲ့လဲကြည်နေပြီးတော့လှုပ်မကြည်မနဲ့လည်းမလှုပ်နဲ့အလှုပ်ပါများလို့ရှိရင်တော့တဖြည်းဖြည်းနဲ့မလှုပ်လာမလို့တိုးတက်လာမယ်သိပြီးတော့ဆန္ဒလဲစိုးလို့မရဘူးဒီလှုပ်ကလောဘလည်းကြီးလို့မရဘူးအတင်းဇွတ်လှုပ်ချင်လို့လည်းမရဘူးဟုတ်လားအဲ့တော့ဒါဒီတိုင်းပဲတဏှာကြီးကြည်အောင်ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပိုးပိုးပြီးတော့အသေးစိတ်အောင်ဝင်လေလေးရဲ့အစထီတာလည်းသိတယ်အလဲလည်းသိတယ်အဆုံးလည်းသိတယ်ထွက်လေလေးရဲ့အစထီတာလည်းသိတယ်အလဲမှာထီတာလည်းသိတယ်အဆုံးမှာထီတာလည်းသိတယ်ပိတ်အားဆိုင်လုံးရင်လည်းအလေးချင်းမရှိရင်မောသွားတယ်သိတယ်ဟုတ်လားအဲ့တော့နှစ်ချက်လောက်သိအောင်အရင်ကြိုးစားကြည့်လို့ဘုံဘုံအကြံပေးခြင်းတယ်ဝင်လေလေးစထီတယ်ပြီးသွားတယ်ထွက်လေလေးစထီတယ်ပြီးသွားတယ်အဲ့ဒါလေးကိုချက်ကြလက်ကြအေးစီသေးလို့ဝင်လေထွက်လေကိုနှေးအောင်မြန်အောင်လည်းမလုပ်နဲ့နော်သူကဝင်ခြင်းမြေထွက်ခြင်းမြေတိုင်းအဲ့ဒါကိုယ့်အလုပ်ဖို့ကိုယ့်အလုပ်ကထိတာကိုသိဖို့ပဲလို့ဒီလိုလေးပဲသဘောထားဟုတ်ပြီအဲ့ဒါထိတာထင်ရှားတဲ့လူတွေရှားပါတချို့ဝင်လေထွက်လေထိတာကိုသိလာလို့မသိဘူးလို့ဘလို့မှမသိနိုင်တဲ့လူတွေရှိသေးတယ်ဒီထဲပါမပါတော့မသိဘူးတကယ်လို့မြန်ဝင်လေထွက်လေထိတာကိုဖုံဖုံရဲ့ဒီပြီးတော့သိလို့ကိုမရဘူးဆိုလို့ရှိရင်
အဲ့ဒီလူကချုပ်ရင်းနေတာမဟုတ်ဘူးနော်သူမသိတာမတတ်နိုင်ဘူးဒီပြင်သိတရားတွေရှိတာပဲလေအခုတင်မာကြီးနဲ့ကြမ်းတဲ့ထိနေတာမသိဘူးလားသိတာမှကြမ်းထန်ကိုသိတယ်မခံနိုင်လို့ပြင်တောင်ပြင်ရတယ်အဲ့ဒီထိတာကိုသိရင်လေဒီထိတာသိတာနဲ့တန်ဖို့အတူတူပဲသဘောပေါက်လားဘုံပြောတာအဲ့ဒီထိတာကိုလိုက်သိနေဒါပဲသိသူ့ကိုကြာသိဖို့အခက်အခဲရှိတယ်ဘာလို့ဆိုဝင်လေထွက်လေကသူအပြောင်းအလဲနဲ့သွားနေတာဝင်ပြီးတော့ထွက်တယ်ထွက်ပြီးတော့ဝင်တယ်ဝင်လေအတွင်းမှာလည်းပဲအတိုးအရော့တွေအတက်အကျတွေနဲ့သူကသွားတာထွက်လေမှာလည်းပဲအတိုးအရော့အတက်ကျသူကစိတ်ဝင်စားတရားတွေရှိတော့သူ့မှာကြာကတ်လို့ရတယ်ဒီတင်မနဲ့ထိနေတာကြီးကဓာတာပဲဆိုတော့ကြာတော့ပြင်းသွားအဲ့လိုဆိုလို့ရှိရင်ကြံတဲ့ထိတာတွေကိုလိုက်ပြီးတော့ကြည့်တိနေဖို့ပဲတော့စိတ်ကလက်ချင်းထိတယ်နောက်ဆုံးတကယ်စိတ်ဆိုင်ပြီးတော့ထိတာတွေကိုသိပါများရင်ဒီမျက်တောင်လေးအထက်နဲ့အောက်နဲ့ထိနေတာသိမယ်နော်သူကအချင်းထိမှုသိရထားအောင်တော့ဒီနှစ်ဖူးကိုကြည့်လိုက်ရင်လည်းနှစ်ဖူးမှာအထဲထဲကသွေးအချင်းအသားချင်းထိနေတာကိုတော့သိနိုင်စိတ်ကလေးနည်းနည်းငြိမ်းလာရင်သိတယ်ဒါအရင်ကြီးခက်တာမဟုတ်ဘူးနော်ဒီဥစ္စာသေးချာလေးနှစ်ဖူးကိုအာယုံစိုက်ကြည့်တယ်ရွာနဲ့အထဲထဲမှာတခုခုခံစားချက်ရှိကိုရှိတယ်နော်ပါးတွေမှာထိနေတာကိုသိနိုင်တယ်ဒါနှက်ခမ်းချင်းထိရပိုးတောင်သိနိုင်သေးတယ်ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ဝင်လေထွက်လေထိတာကိုမထင်ရှားတဲ့ပုံကိုယ်တွေတကိုယ်လုံးမှာအနှံပြထိနေတာတွေရှိတယ်အဲ့ဒါတွေကိုလိုက်သိနော်အဲ့လိုလိုက်သိရင်လည်းသူ့ကိုဘုံကဘလို့ပြောခြင်းဘလို့အကြံပေးခြင်းလို့ဆိုတော့ကြားတာတွေရှိတယ်အတန်တွေကြားနေတာအဲ့ဒီကြားတာတွေကိုလည်းကြားတဲ့ဒီစိတ်မရောက်ဖ ೇನೆ ဒီနားမှာပဲစိတ်ထားပြီးတော့ကြားတာကိုလည်းလိုက်သိကြားတာလည်းအော်ကြားတယ်အတန်ကြားတယ်ဟာပျောက်သွားတယ်နောက်ထပ်ကြားပြန်တယ်ပျောက်သွားတယ်သူလည်းတရားရနိုင်တယ်နော်ဟုတ်ပြီနော်နောက်ထပ်ဘာကြံအောင်မလို့တွေးတာစိတ်ကူးနေတာတကယ်လို့မတွေးဘူးဆိုရင်တောင်အဲ့ဒီသိတာကိုလိုက်သိလို့ရတယ်ထိတာကိုသိတယ်အဲ့ဒီသိတာကိုလိုက်သိလို့ရတယ်ကြားတာကိုသိတယ်အဲ့ဒီသိတာကိုလိုက်ပြီးတော့နောက်ကနေလိုက်သိလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းတွေးနေတာလေးတွေစိတ်ချမ်းသာတယ်စိတ်ဆင်းရဲတယ်စိတ်တိုင်းကြတယ်အမှန်အဲ့ဒီဝေဒနာလေးတွေလည်းရှိတယ်အဲ့ဒါလေးတွေလည်းလိုက်သိလို့ရတယ်ပေါ်ရသိဆိုတာအဲ့ဒါပဲထိုင်နေတော့မှတော့အဲ့ဒီ၃မျိုးနဲ့ဝေဒနာဒီ၄မျိုးလောက်ပဲပုံကတော့တတိထားစေခြင်းတယ်ပေါ့တကူလုံးထိနေတာကိုသိမယ်အတန်ကြားတာကိုသိမယ်တွေးနေတာကိုသိမယ်ဒါမှမဟုတ်စိတ်ထဲမှာခံစားတာမခံစားတာကိုယ်ထဲမှာခံစားတာမခံစားဝေဒနာဆင်းရဲခြင်းချမ်းသာခြင်းနောက်ထပ်ဘာကြံသေးတော့ခံစားတာလည်းမဟုတ်ဘူးမခံစားတာလည်းမဟုတ်ဘူးဆိုဥပိ္ပခာရှိသေးတယ်ဥပိ္ပခာသိဖို့အရင်ခက်တယ်ဒါပဲစီဒုက္ခနဲ့ဒုက္ခကိုသိပါများလို့ရှိရင်ဥပိ္ပခာကိုသိနိုင်တယ်ဥပိ္ပခာကိုမြတ်စွာဘုရားဘယ်လိုသုံးအောင်တချို့ဒေသနာတွေမှာအဒုက္ခမဒုက္ခလို့သုံးတယ်ဆင်းရဲတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်အဲ့ဒါလေဒီဆိုဘုရားကြီးကဘယ်လိုသုံးဖြတ်ပြတော့ဆိုတော့လူဘဝမှာဥပိ္ပခာဝေဒနာဖြစ်မှုကအများဆုံးပဲတဲ့အဲ့တော့ဘုန်းဘုန်းတို့အာယုံဆက်ရမှာကထိတာရဲ့ကြားတာရဲ့တွေးတာရဲ့စောစောပြောတဲ့ဝေဒနာတွေအဲ့ဒါကိုထင်ရှားရတာလိုက်ပြီးတော့သိနေဒါပေမဲ့ခက်တာကငြိမ်မာတရားလို့ထင်နေရင်တော့အဲ့ဒါကိုယ့်ကိုအားမရဖြစ်တော့မှာပဲအခုအားထုတ်နေတာကငြိမ်ဖို့အားထုတ်တာမဟုတ်ဘူးသိဖို့အားထုတ်တာသဘောပေါက်လားနော်ကိုယ်အကြောင်းကိုမသိလို့ဒုက္ခရောက်နေတာဟုတ်လားကိုယ်အကြောင်းကိုသိလို့ရှိရင်ဖြေရှင်းတတ်တယ်အဆင်ပြေမယ်တတိပဋ္ဌာန်လေးနဲ့နေရတာထင်ရှားလေးကိုသိနေရတာဘလောက်မုံမြက်လဲဘလောက်ငြိမ်သက်လဲဘလောက်ချမ်းသာလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်ပြောစရာစကားလုံးမရှိဘဲနဲ့ကိုယ်တိုင်သိလိမ့်တချို့ဟာတွေကပြောစရာစကားလုံးရှာလို့မရပြောရခက်တာတွေရှိတယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဒါထိုင်တယ်မှာဘုန်းဘုန်းတို့ရှုမှတ်ပုံလေးကိုဘုန်းဘုန်းပြောနေတာနော်တချို့ကအခုမှတရားအထုတ်ဖို့တဲ့လူတွေဒီထဲမှာပါတယ်တော်တော်များများဘုန်းဘုန်းနဲ့စကားပြောတဲ့လူတွေဆိုဘုံဘုံဒီတော့တရားတစ်ခါမထိုင်ဘူးသေးဘူးနော်ဆိုတဲ့လူတွေဒီထဲမှာပါတယ်ကိုယ့်အကိုအသားကျအောင်အာထုတ်ပြီးသားပုံကိုယ်တွေကတော့ကိုယ်အဆင်ပြေတယ်လို့သွားပါဒါဘုံဘုံတို့ဘာမှပြောစရာအကြောင်းမရှိပါဘူးနော်ကိုယ်ခန္ဓာအကြောင်းကိုကြည်နေတယ်သိနေတယ်ဆိုရင်ဒီနည်းဟာလုံးဝမှန်ကန်တဲ့နည်းပဲဘာမှပြောစရာမရှိဘူးကိုကြိုက်တဲ့သဘောနဲ့လုပ်နေရတယ်ဟုတ်လားအခုကကိုယ့်အကိုလှုပ်ကြည့်တော့မယ်ဆိုရင်ဒါဘုံဘုံလှုပ်စေချင်တာတော့ဒီနည်းပထမဦးစားပေးလှုပ်စေချင်တာကဘာလဲဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိမယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိမယ်စိတ်တွေတွေးတယ်စိတ်တွေမကြမယ်ဒါပဲပြန်သိသူကတော့အလွန်ရိုးရှင်းတယ်ဒါပဲဒါနဲ့ဒါပဲသူ့ကိုအထင်မသေးနဲ့နော်ဒီဝင်လေထွက်လေထိတာကိုကြည်နေရင်ကြားတာကိုသိပြီးသားဖြစ်တယ်တွေးတာကိုသိပြီးသားဖြစ်အကုန်လုံးတစ်ခန္ဓာကိုယ်လုံးမှာဖြစ်တာတွေအကုန်သိသွားနိုင်တယ်သူကအညာပဲ
အဲ့ဒါကိုဝေဘူးဆိုကြီးကဘယ်လိုပြောတော့ဒါဝေဘူးဆိုကြီးရဲ့နှိနော်မုတ်ဆိုးဆိုင်တဲ့နော်မုတ်ဆိုးကိုဆိုင်ရတင်သွားလိုက်မယ်တော်တယ်သွားလိုက်ဒီသဘောကိုပြောတာဟုတ်ပြီနော်အဲ့ဒီနီးနဲ့အစင်မပြေဘူးဆိုတော့မှဘယ်လိုသွားမှာတော့ထီတာရဲ့တကိုယ်လုံးထီတာတွေလိုက်မှတ်နော်လိုက်တိနေမှတ်ဆိုတာတိတာကိုပြောတာမှတ်ဆိုတာအရေးအတွက်မှတ်တယ်လို့မှတ်တာကိုပြောတာမဟုတ်ဘူးနော်မှတ်ဆိုတာဘာပြောတာတော့တိတာကိုပြောတာနော်ဒါဖြစ်လာတဲ့တိတယ်ဒါဖြစ်လာတဲ့တိတယ်အဲ့ဒါဖြစ်တိုင်းတိနေအောင်လုပ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဘုံဘုံတို့ဒါထိုင်တဲ့အချိန်မှာရှုမှတ်တဲ့ပုံလေးကိုပြောပြတာနော်အဲ့လိုဆိုရင်ဘုံဘုံတို့ကအမြဲတမ်းကြီးထိုင်နေမှာမဟုတ်ဘူးတဏှာကြီးထိုင်တဏှာကြီးစင်းကြံရှောင်းမယ်သွားမယ်လာမယ်ရေချိုးမယ်ဒီမျိုးစားမယ်စကားတော့မပြောနဲ့နော်စကားပြောခြင်းဟာသူကအများကြီးပြန်ပြီးတော့ဆွတ်ယုတ်သွားတယ်ဟောတော့တခုခုပြောလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီပြောလိုက်တာသူကဘာလဲဝစီခံခေါ်တယ်နော်အဲ့ဒီအပြောပြီးသွားရင်ပြီးသွားတာမဟုတ်ဘူးလက်တွေ့ကိုယ့်ကိုစဉ်းစားကြည့်ကိုပြောလိုက်တဲ့စကားကမှားရင်မှားသလောက်ထိရင်ထိသလောက်ပြန်ပြီးတော့တွေးနေတာနောက်ဆက်တွဲရှင်းစရာတွေအများကြီးကြံရစ်တယ်စိတ်ထဲမှာနော်စကားရဲ့ထိခိုက်မှုကိုမြင်အောင်ကြည့်နော်စကားကောင်းတဲ့စကားပြောသွားတယ်တန်ဖိုးရှိတဲ့စကားအဓိပ္ပာယ်ရှိတဲ့စကားပြောတော့ပီတိဖြစ်ကြံရစ်တယ်ပေါ့နော်ဘာတန်ဖိုးမှမရှိဘဲနဲ့စကားတန်ဖိုးမရှိုံနေမှာမှားအောင်မယ်ဆိုလို့ရှိရင်တော့ပြောပြီးအဲ့ဒါတအုံနှွေးနှွေးနဲ့အဲ့ဒီကိစ္စကြီးကတဝဲလဲလဲနဲ့ခေါင်းထဲမထွက်အဲ့ဒါကိုမြင်ရမယ်နော်အဲ့လိုဆိုရင်ဘုန်းဘုန်းတို့ကြံတဲ့ချိန်တွေမှာဘယ်လိုလုပ်မလို့သွားရင်လည်းပဲသိရမယ်ဘာကိုသိမလို့ထိတာပဲလိုက်သိတယ်နော်ခြေထောက်နဲ့မြေကြီးနဲ့ခြေဝါးနဲ့မြေနဲ့ထိနေတာရှိတယ်လှုပ်ရှားတာရှိတယ်တက်လာတာရှိတယ်လေးသွားတာရှိတယ်ပေါ့သွားတာရှိတယ်ဖြစ်နေတဲ့အတိုင်းသာလိုက်သိနေအဓိကဘာလို့ဖို့လို့တော့ဒီထဲမှာစိတ်ရှိနေဖို့ဟုတ်လားမြန်မြန်ကြီးသွားเสียလည်းမလို့ဘူးနေချင်းလေးရွရွလေးလည်းသွားနေเสียမလို့ကိုယ့်ကိုသွားခြင်းသဘောတရားကိုကောင်းကောင်းကိုသိခြင်းလို့တမင်တကာအဲ့လိုလုပ်တယ်ဆိုရင်တော့လည်းလုပ်လို့ရပါတယ်အဲ့ဒါအပြစ်မဟုတ်ဘူးဒါပေမဲ့ကိုယ်နေရွာတဲ့ရက်ထဲကိုင်းနေတဲ့အခါမှာအဲ့လိုလေးသွားနေလို့ရမလားတဘာဝကြစေခြင်းလို့ဘုံဘုံကပြောနေတယ်နော်ဟုတ်လားအဲ့လိုပဲရေချိုးတယ်အကုန်လုံးအသေးစိတ်လိုက်ပြီးတော့သိနိုင်လေကောင်းလိမ့်မယ်ဟိုတော့ကဒီပါမှာဆိုတာတရားသူရတယ်ဆိုနာမည်ကြီးတကိုးတွေနဲ့မှပြည့်စုံတယ်လို့နာမည်ကြီးအိန္ဒိယဒကမာကြီးတရားမာစီစော်ကြီးဒီတရားအထုတ်ပြီးတော့ပေါက်မြောက်တာမြက်တောင်ခတ်တာလေးကစမလွတ်เสียအောင်မှတ်တယ်ဟုတ်လားဘယ်အချိန်လေးမှတတိမလွတ်အောင်အားစိုက်တယ်စက္ကန့်တိုင်းမှာတတိရှိအောင်လုပ်တယ်နော်တရားထုတ်တယ်ဆိုတာတရားသူကိုတကယ်ရကျင်တယ်အတိတူဉာဏ်သူကိုရကျင်တယ်တကယ်ပြောင်းလဲကျင်တယ်ဆိုရင်အဲ့လောက်ထိလုံးဝပြောင်းလဲမှာပုံတော်ကြော်လေးလောက်လှုပ်တဲ့ချိန်လုံးမယ်ပြစ်တဲ့ခါပြစ်ထားမယ်ဆိုရင်ကတော့ဘယ်လိုဖြစ်လဲရအောင်ရှာကိုအောင်ဖြုံးနဲ့သွားတော့နော်ဒါပေမဲ့မလှုပ်တာနဲ့ဆိုင်ရင်တော့အများကြီးတန်ဖို့ရှိပါတယ်အဲ့တော့ကိုကတတ်တတ်မတ်မတ်ဒီနေရာလေးမှာ9ရက်တီးတီးအချိန်ယူပြီးတော့လာလုံမအောင်9ရက်အတွင်းလေးမှာတော့ကျင့်တတ်မှုလေးရသွားစေခြင်းသဘောပေါက်လားဘုံပြောတာဒါပါတော့ဆိုတော့အလုပ်ပေးတဲ့အကြောင်းလေးကိုပြောတာအဲ့ဒါဘုံဘုံကဒီမှာပြောမယ်လို့ရေးထားလေးတွေတဝက်လောက်တော့ပြောလိုက်နိုင်ပါဘူးနာရီက15မိနစ်ပဲကျန်တော့ဟုတ်လားဒါလည်းကောင်းပါလေဘယ်လိုလေးလုပ်ရမလဲဆိုတော့ပြောတယ်နော်တရားသားလေးတွေကနောက်နေ့ကျမှဆက်ပြီးတော့နားထောင်ကြတာပေါ့ဟုတ်လားအခုပြောတာကိုတော့ဘုံဘုံကလှုပ်တဲ့ဒီအထိသဘောပေါက်စေခြင်းတယ်ပေါ့နော်ထိုင်တဲ့အချိန်မှာအဓိကဝင်လေထွက်လေထီတိုင်းသိအောင်ကြိုးစားတဲ့လှုပ်ကိုလှုပ်ပြီးတော့ထိုင်စေခြင်းနိုင်ဝလောက်နေလို့အလေးချင်းမရှိသလိုညောင်းလာပြီးရားလာပြီးပြုတ်လာဆိုရတယ်ပြင်သတိလေးထားပြီးတော့ပြင်တာကိုထိတာကိုသိရင်းနဲ့လိုက်ပြင်လို့ရတယ်ကြွတက်တာကိုသိချင်းအဖြစ်လိုက်ပြင်လို့ရတယ်ဘာမှစိတ်ထဲမှာငါထိုင်မှနိုင်မှမလားငါအမြဲတမ်းအိမ်ဒီမပြန်ဖြစ်နေမှာဘာမှမစိုးရိမ်နဲ့ဟုတ်လားဒီထိုင်းနေတဲ့အခြေအနေပြက်သွားမှစိုးတဲ့အတွက်ကြောင့်ဒေါသကြီးနဲ့အောင့်အီနေတာကတော့အဓိပ္ပာယ်မရှိဘူးဣရိယာပုတ်ကိုထိန်းခိုင်းတာမဟုတ်ဘူးစိတ်ကိုထိန်းခိုင်းတာသွားရင်းနဲ့တောင်တရားမှတ်လို့ရတဲ့ကိစ္စမှာလှုပ်လို့ဘာဖြစ်မှာတော့သဘောပေါက်လားဘုံပြောတာနော်တတိပဋ္ဌာန်ဒေသနာတွေကိုအပြည့်အဝဘုံဘုံကတော့လေ့လာစေခြင်းနဲ့ဒါကိုနားလည်ထားတာတွေးမိထားတာတွေကိုဘုံဘုံကတခါလဲပြောပြတယ်ဟုတ်လား
အဲ့ဒီနီးနဲ့ဘုံဘုံတို့စောစောပြောတဲ့ထိတာကိုဒလဆက်တိနေတဲ့နီးနဲ့အစင်မပြေဘူးဆိုရင်ဘယ်လိုလုပ်မလဲတကိုယ်လုံးထိတာတွေကိုပင်တိုင်းအနေထားမယ်ကြားရင်လည်းသိမယ်တွေးရင်လည်းသိမယ်ဟုတ်လားပြီးရင်ပါတော့ဝေဒနာလေးတွေကိုလည်းသိမယ်အဲ့တော့တလဲစီလည်းသွားရင်သွားမယ်တခုတည်းကိုလည်းဆက်ပြီးတော့သိနေတာလည်းဖြစ်ရင်ဖြစ်မယ်ဘယ်လိုပဲဖြစ်ဖြစ်နော်တလဲစီဖြစ်နေတာတခုတည်းဆက်ပြီးတော့ဖြစ်နေတာအဲ့ဒါအရေးမကြီးဘူးအဓိကအခုဖြစ်နေတာကိုအခုသိဖို့ပဲဟုတ်ပြီအဲ့ဒါလို့လုံနေလို့ရှိရင်ဘုံဘုံတို့ဒါဘာလုပ်နေတော့တရားမှတ်နေတယ်ကိုယ်ခန္ဓာကိုအာယုံစရပြီးတော့သတိလေးထားပြီးတော့ဖြစ်တိုင်းဖြစ်နေတာကိုသိနေတယ်နော်အဲ့ဒီနီးနဲ့လုံနေရင်ဘာအကျိုးရှိမှာတော့ကျန်တဲ့ချိန်လေးမှာဒါပြောမယ်နော်အမြတ်စွာဘုရားအကျိုးကျေးဇူး9မျိုးဟောတယ်အဲ့ဒါကိုဘုံဘုံကရှုထောင့်တစ်မျိုးစီတစ်မျိုးချင်းစီကနေပြောကြည့်ခြင်းဒီအကျိုးကျေးဇူး9မျိုးကိုဘုံဘုံကျိန်ဖန်များစွာပြောဘူးတယ်ယောဂီတို့နားထဲမှာလဲနားရည်ဝနေပြီးသားဖြစ်မလို့ထင်တယ်အခုဒီကိုလာတဲ့လူတွေအကုန်လုံးကဘုံဘုံတရားကိုနားထားတဲ့လူတွေကြီးပဲ90%လောက်များတယ်ဗောနော်90%တော့ကမှမထင်ပါဘူးနော်အဲ့ဒီမှာအကုန်ပြောပြီးသားအဲ့တော့သတိပဋ္ဌာန်တရားအားထုတ်တဲ့ခန္ဓာကိုယ်သတိထားနေအကျိုးကျေးဇူး9မျိုးနံပါတ်1ပါတော့ဝိသုဒ္ဓိယစိတ်ဖြူရှင်တန်ရှင်းမယ်ဒါလေးကိုဘုံကဘယ်လိုနားတယ်လို့တဖြည်းဖြည်းနဲ့စိတ်ကအရည်သွေးမြင့်လာမယ်စိတ်ကတန့်လာမယ်ရှင်းလာမယ်စိတ်တန့်ရင်ဘဝတန့်တယ်စိတ်ရှင်းရင်ဘဝရှင်းတယ်စိတ်အေးချမ်းရင်ဘဝအေးချမ်းတယ်စိတ်ဆင်းရဲရင်ဆင်းရဲတဲ့ဘဝပဲဒါပဲလေဒီစိတ်ကလေးကအဓိကအဲ့ဒီစိတ်ကလေးဘာစဖြစ်သွားမှာဆိုတန့်ရှင်းသွားမယ်တဲ့နော်စိတ်တန့်ရှင်းသွားပြီဆိုရင်တော့ပိုးပြီးတော့ချမ်းသာလာနော်စိတ်ပိုးပြီးတော့ချမ်းသာလာနေသာထိုင်သာပိုးရှိလာပိုးငြိမ်းအေးပြီးတော့ပိုးပြီးတော့ကျဉ်တ်အဲ့ဒီခံစားချက်ကိုအရင်ဦးဆုံးရအောင်နော်လုပ်ကြည့်ထိုက်တဲ့လောက်လဲလုပ်ပြီးသားလူတွေပါဒီလူတွေဟုတ်လားတရားအာယုံပြုရတဲ့အချိန်ကစိတ်ဟာဘလို့နေတော့ကြည်လင်တဲ့တန်ရှင်းတဲ့ကြည်လင်တဲ့တန်ရှင်းတဲ့စိတ်ဟာဆင်းရဲတဲ့စိတ်လားချမ်းသာတဲ့စိတ်လားချမ်းသာတဲ့စိတ်မသက်သာတဲ့စိတ်လားတတ်တာတဲ့စိတ်လားပူလောင်တဲ့စိတ်လားငြိမ်းအေးတဲ့စိတ်လားအဲ့ဒါပြောတာလေမြတ်စွာဘုရားဒီအတီလေးနဲ့နေလို့ရှိရင်ဒီလူချမ်းသာလိမ့်မယ်ဒီလူတတ်တာလိမ့်မယ်ဒီလူငြိမ်းအေးလိမ့်မယ်လို့ပြောတာဆင်းရဲခြင်းမရှိဘူးပင်ပန်းခြင်းမရှိဘူးပူလောင်ခြင်းမရှိဘူးအဝိဂတအနုပါယတအပရိလဟံဆင်းရဲခြင်းမရှိဘူးပင်ပန်းခြင်းမရှိဘူးပူလောင်ခြင်းမရှိဘူးချမ်းသာခြင်းနဲ့တကွတတ်တာခြင်းနဲ့တကွငြိမ်းအေးခြင်းနဲ့တကွနေရတယ်တဲ့ပထမဆုံးရမှာနော်အဲ့ဒီဥစ္စာတတ္တနဲ့ဝိသုဒ္ဓိယပြီးတော့ပါတော့တောကပရိဒေဝနံတမတိကမာယစိုးရင်ခြင်းငိုကြွေးခြင်းကိုလွန်မြောက်သွားလိမ့်မယ်တဲ့နော်စိုးရင်စရာငိုစရာတွေရဟန္တာတွေအနေနဲ့တော့စိုးရင်စရာငိုစရာဆိုတာသူတို့အနေနဲ့ရှိသေးသလားငိုစရာကိစ္စကသူတို့အတွက်ငိုစရာမဟုတ်တော့ဘူးစိုးရင်စရာကိစ္စလို့လည်းမရှိဘူးတွေ့တာတော့အတူတူတွေ့တာပဲလေအဲ့တော့စိုးရင်ကြတယ်ငိုကြတယ်ကျုပ်တို့ပုထုဇဉ်တွေစိုးရင်ကြတယ်ငိုရတယ်ဆိုတာဘာဖြစ်လို့စိုးရင်ကြတာငိုကြတာတော့ပျက်စီးလို့ဟုတ်လားကျမ်းမာရေးပျက်စီးတာရှိမယ်နော်ဆက်ဆံရေးတွေပျက်စီးသွားတာရှိမယ်ဟုတ်တယ်မဟုတ်လားကိုချစ်တဲ့လူတွေပျက်စီးတာရှိမယ်စီးပွားရေးပျက်စီးတာရှိမယ်နောက်ဆုံးအထိခိုက်ဆုံးပျက်စီးခြင်းကတော့ပဲပျက်စီးခြင်းတော့ရှင်သန်မှုအလွန်နေခြင်းတာကိုသိမယ်ဆိုအကြောက်ဆုံးပဲနော်ယောဂါကိုချင်းချောက်တယ်ဆိုရင်တော့မသေးသေးဘူးဆိုရင်တော်သေးတယ်သေသည်အထိချင်းချောက်ပြီဆိုရင်တော့အဲ့ဒါနေစရာမရှိတော့အဲ့တော့စိုးရိမ်နေငိုတယ်ဆိုတာပျက်စီးမှုနဲ့ကြုံတဲ့ချိန်မှာဘုံဘုံတို့မရင့်ကျက်သေးတဲ့လက်မခံနိုင်ကြသေးတဲ့နားမလည်နိုင်ကြသေးတဲ့ပုံကိုယ်တွေစိုးရိမ်ကြတယ်ငိုကြတယ်ဘုံကတွေးကြည့်တယ်ဩမိုက်တာကိုစဉ်းစားတာစိုးရိမ်လို့ငိုလို့လည်းပဲအဲ့ဒီကိစ္စကြီးကမဖြစ်မဲနေမှလည်းမဟုတ်ကိုယ်သာလည်းပါတော့တက်ပင်ပန်းသွားတာဆင်းရဲသွားတာပဲရှိအဲ့ဒီကိစ္စကြီးကကိုစိုးရိမ်လို့နောက်ဆုတ်ပေးသလားမေးသူသွားတယ်ရှိတိုင်းသွားတာကိုငိုတဲ့တော့သူတေးအောင်ကိုသူပြက်မဲ့ဟာပြက်မှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒီမှာမြတ်စွာဘုရားသတိပဋ္ဌာန်တရားပွားရင်စိုးရိမ်ခြင်းကိုကြွေးခြင်းကိုလွန်မြောက်သွားလိမ့်မယ်လို့ပြောတာအဲ့ဒါကိုဘုံကဘယ်လိုနားလေသိခြင်းအောင်ဆိုခန္ဓာရည်ရှိလာမှာရင့်ကျက်လာမှာဟုတ်လားတိခံခြင်းလို့တလုံးချင်းပြောနိုင်ပါတယ်တိခံနိုင်တယ်မစိုးရိမ်ပါဘူးမငိုပါဘူးဟုတ်လားကြည်လင်ရုပ်ဆင်းတိခံခြင်းကြိုးရင်နှစ်တန်သတိပဋ္ဌာန်သတိလေးနဲ့နေလို့ရှိရင်ရုပ်ကလေးတွေကြည်လင်တယ်စိတ်ကလည်းတိခံနိုင်တဲ့အရည်အသွေးတွေမြင့်လာတယ်ဒီလိုပြောတာဟုတ်လားကြိုးကြည်သူ၃မျိုးရှိပြီနော်စိတ်တွေတန့်ရှင်းပဲစိုးရင်တရားငိုတရားနဲ့တွေ့ရင်အဲ့ဒါကိုမစိုးရင်ပဲနဲ့မငိုပဲနဲ့ခန္ဓာရည်ရှိတည်တည်ငြိမ်ငြိမ်နေနိုင်မယ်ပြီးတော့ဗာဆက်ပြောတော့ဒုက္ခဒေါမနတာနဲ့အထင်ကမာယ
ကိုဆင်းရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတတရားတွေချုပ်ငြိမ်းသွားလိမ့်မယ်အဲ့ဒါကိုဘုံဘုံကဘယ်လိုလေးမြင်စေခြင်းတော့ဆိုတော့နော်ဒုက္ခနည်းသွားမယ်ဒုက္ခနည်းတယ်ဆိုတာခန္ဓာကိုယ်ရဲ့အစင်မပြေမှုနည်းသွားတာဒေါမနတနည်းသွားတယ်ဆိုတာစိတ်ရဲ့အစင်မပြေမှုနည်းသွားတာပေါ့ဒုက္ခဝေဒနာဆိုတာဒီရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာဖြစ်နေတဲ့မခံတာမှုကိုပြောတာဟုတ်ဒေါမနတဝေဒနာဆိုတာဘာကိုပြောတာစိတ်ပေါ်မှာဖြစ်နေတဲ့မခံတာမှုစိတ်တိုင်းမကြမှုအများကြီးပဲတယောက်ကောက်ရင်တော့ဒေါသပေါ့ဟုတ်လားကိုယ်မခံတာရဲ့စိတ်မခံတာရဲ့ဒါကိုဒုက္ခဒေါမနတလို့ပြောတာအဲ့ဒါတွေလုံးဝတောင်ချုပ်သွားလိမ့်မယ်လို့ပြောတာဘယ်လိုနားလေသိကြအောင်ဆိုကျမ်းမာရေးပိုကောင်းလာလိမ့်မယ်နော်ကျမ်းမာရေးပိုကောင်းလာလိမ့်မယ်စိတ်တွေပိုပြီးတော့ချမ်းသာလာလိမ့်မယ်ဒေါသနည်းသွားတယ်ဆိုတာဘုံမှာဘယ်လိုတောင်အိဗယ်ဖွင့်နေတော့ဆိုတော့ရမဇူတရားတွေပိုပြီးတော့ကြီးလာလိမ့်မယ်တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့မေတ္တာတွေပိုများလာလိမ့်မယ်တတ္တဝါတွေရဲ့ပုံမှာတနာကျင်နာမှုတွေပိုများလာလိမ့်မယ်တတ္တဝါတွေရဲ့ပုံမှာမုဒိတာဖြစ်နိုင်တဲ့စိတ်တွေပိုများလာလိမ့်မယ်နောက်ဆုံးအမြင်ကျဲလာတဲ့ခါကျတော့တတ္တဝါတွေကိုသူတို့ဆင်းရဲသည်ဖြစ်သည်ချမ်းသာသည်ဖြစ်စေသူတိုင်းနဲ့သူကံကိုဘာမှတတ်နိုင်တာမဟုတ်ဘူးလို့နားလေပြီးတော့ဉာဏ်နဲ့ရှင်တဲ့လေးလျူရှုမှုဥပေက္ခအမြင်ဆုံးပဲသူကတော့ဟုတ်လားအဲ့ဒီထိရောက်သွားနိုင်နော်တရားသိရင်သိသလောက်ဗြဟ္မဝိဟာရတရားတွေများလာဘုရားတခါလေးဘလို့တောင်စဉ်းစားမိလို့ဆိုတော့ဒီလူတရားဘယ်လောက်သိလဲမသိလဲဆိုတာမေတ္တာဘယ်လောက်ကြီးလဲကရုဏာဘယ်လောက်ကြီးလဲမုဒိတာဘယ်လောက်ကြီးလဲဥပေက္ခဘယ်လောက်ကြီးလဲဆိုတာနဲ့တောင်တိုင်းကြည့်သင့်တယ်လို့ပြောခြင်းဟုတ်လားတတ္တဝါတွေပေါ်မေတ္တာမထားနိုင်ဘူးမတနာတတ်ဘူးဆိုရင်သူတရားသိတာကြီးကဘလို့ကြီးတော့စဉ်းစားရကောင်းတယ်အရိယာဖြစ်သွားပြီဆိုရင်အလွန်ကျင်နာတဲ့စိတ်ဟုတ်လားအလွန်မေတ္တာကြီးတဲ့စိတ်အလိုလိုဖြစ်တယ်နော်ဘာဘယ်ကနေထွက်သွားတော့ဒုက္ခဒေါမနတနာအထင်ကမာယကိုယ့်ရဲ့ဆင်းရဲမှုစိတ်ရဲ့ဆင်းရဲမှုစိတ်ဆင်းရဲတယ်ဆိုတာဒေါသနှိမ့်ဆက်လို့ဟုတ်လားအဲ့ဒီဒေါသနည်းသွားပြီဆိုတာ ਨੇ တစ်ဖက်ကမေတ္တာဖြစ်ဖို့ကအလွန်ကိုပါဖြစ်သွားပြီတော့လွယ်ကူတယ်တချို့ဆိုရင်အလိုလိုဖြစ်တယ်ဟိုဘုံနဲ့အမျိုးတော်တဲ့ယောဂီတယောက်ကပြောတာတရားထိုင်တယ်တခါမှတအားကိုကောင်းတာတဲ့အဲ့ဒီကောင်းနေတဲ့အချိန်ကဘာတွေဖြစ်လာတော့ဆိုတော့သူတို့ချမ်းသာပါစေဘေးကလူတွေပေါ်မှာအလိုလိုနေရင်းနဲ့မေတ္တာပို့လို့မေတ္တာကိုစိတ်ဆိုင်လိုက်လို့မေတ္တာဖြစ်လာတာမဟုတ်ဘာမှမလုပ်ဖဲနဲ့အလိုလျောက်မေတ္တာတော့သူအလိုလိုဖြစ်လာလောက်အောင်စရာကောင်းနော်လောကမှာဘယ်သူဟာကရုဏာအကြီးဆုံးလို့ကြားဘူးတော့မြတ်စွာဘုရားဘယ်သူဟာအသိဉာဏ်ကြီးဆုံးလို့ကြားဘူးသေးတော့မြတ်စွာဘုရားအသိဉာဏ်ကြီးတာနဲ့ကရုဏာကြီးတာနဲ့ထပ်တူအချိုးကြတယ်သိလေတနာလေပဲစိတ်တွေဖြူရှင်တန်ရှင်းသွားမယ်စိုးရင်ခြင်းကိုကြွေးခြင်းကိုလွန်မြောက်သွားမယ်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကိုချုပ်ငြိမ်းသွားစေလိမ့်မယ်နောက်ထပ်နှမျိုးကြံနေတယ်တတိထားနေရင်ဘာရမလို့ညာယတအဓိကမာယဉာဏ်အစစ်စစ်မြင့်လာပြီးတော့နောက်ဆုံးသစ္စာလေးပါးကိုတောင်ထိုးထွင်းသိတဲ့အဆင့်ထိဉာဏ်မြင့်သွားမယ်မဲ့ဉာဏ်ရမယ်ပြောတယ်အဲဉာဏ်အစစ်စစ်မြင့်မယ်ထိုင်ချင်းမဲ့ဉာဏ်တန်းရမှာမဟုတ်ဘူးသူ့အဆင့်နဲ့သူနောက်ဘုန်းတို့လှေကားတွေတက်တယ်တက်တက်လိုက်တာနဲ့အပေါ်ရောက်သွားတာမဟုတ်တစ်ထစ်ပြီးတစ်ထစ်လှမ်းတက်သွားတယ်တစ်ထစ်ပြီးတစ်ထစ်နင်းလိုက်တာနဲ့လူကလည်းတစ်ထစ်စာမြင့်သွားတယ်နော်အဲ့လိုပဲတတိတစ်ချက်ထားလိုက်တိုင်းကိုဉာဏ်ပညာကိုအဆင့်မြင့်ရရောက်တယ်တဖြည်းဖြည်းနဲ့ဗာလေးသိလာမလို့စောတော့ထိလာတော့ဒလဇတ်သိပုဂ္ဂိုလ်တ attva မရှိဘူးရုပ်နဲ့နာမ်ပဲဖြစ်နေတာဟုတ်လားသူများမေးစရာမလိုကိုယ့်ကိုသိတမင်စဉ်းစားစရာလည်းမလိုသူသိတယ်ထိတာတော့ဒလဇတ်သိနေအတိဖြစ်ပါစေလို့လည်းဆန္ဒမညွန့်နဲ့သိကျင်လိုက်တာလို့လည်းမလောနဲ့ကိုယ်တောင်းဟောတာကိုလို့နော်ထိတာဟောတာဒလဇတ်သိနေနာနဲ့ရုပ်ကိုပိုင်းခြားသိတဲ့အသိဉာဏ်နာမရူပပဋိစ္စည်းအလိုလိုရပုဂ္ဂိုလ်တ attva မရှိပါလားဩဒီသဘောပဲရှိတာပါလားတန်ရှင်းသွားဒိဋ္ဌိဝိတ္တုဖြစ်တယ်ခေါ်နော်ပုဂ္ဂိုလ်တ attva ရှိတယ်ထင်းနေလို့အယူတွေကမှားတယ်ဟုတ်လားထိတာဟောတာဒလဇတ်သိနေဩအကြောင်းအကျိုးသဘောတွေပါလားအလိုလိုသိသွားမယ်ဒါကြောင့်ဒါဖြစ်နေတာဒါကြောင့်ဒါဖြစ်နေတာဒါကြောင့်ဒါဘယ်မှဘွားကနေလည်းဖြစ်တာမဟုတ်ဘယ်သူမှလှုပ်ထားတာလည်းမဟုတ်သူကသူအကြောင်းအကျိုးဆက်ပြီးတော့သွားနေတာလို့သိတယ်ပစ္စယပရိက္ခညာအလိုလိုရကိုလိုကိုလုံနေဖို့ပဲလိုတယ်ထိတာဟောတာဒလဇတ်သိနေဩတတိပြီးတတိတဖွားဖွားနဲ့သွားနေတာပါလားဘယ်မှရက်နေတာတီးနေတာဒါဖြစ်နေတာပဲမရှိပါလားနောက်တစ်ခုသွားတယ်ဘယ်မှဖမ်းဆုပ်ထားလို့လည်းမရအရက်အနာမရှိဒလဇတ်အရှိန်အဟုန်နဲ့တခါတည်းမလုပ်နေတော့သွားနေအနေဆာနော်သိလားဝိပဿနာဉာဏ်စရလာကိုယ့်လောကဘာလုပ်ရမှာတော့ထိတာဟောတာစိတ်ဆိုင်ပြီးတော့လားကြည်နေ
ဓမ္မရူပပရိစ္ဆေဒညာပစ္စယပရိက္ခညာအခုဝိပဿနာညာဟုတ်လားအဲ့တော့ထိတာဝတ္တဒလဇက်သိနေရင် तू ကဘာတွေလုပ်မလို့ဆိုဉာဏ်အစဉ်စဉ်မြင့်သွားစေလိမ့်မယ်အဲ့ဝိပဿနာဉာဏ်ရင့်လာရင်ဘာရမလို့ကြားဘူးလို့သစ္စာလေးပါးသိမှာနော်ဒီဘဝဒီဖြစ်စဉ်နော်ဒီသဘာဝကြီးဟာကောင်းကိုမကောင်းတဲ့သဘာဝကြီးလို့ပိုင်းခြားပြီးတော့မြန်သိမယ်ဆိုရင်ဒီဟာရဲ့ပုံမှာနော်အစဉ်စဉ်တွေ့ကပ်မှားယွင်းနေတဲ့ကိလေသာယောဂတွေကအစဉ်စဉ်ပျောက်သွားငြိမ့်သွားအဲ့ဒါဆိုလို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရင်းနဲ့ဒါသူ့ကိုအရိယာဖြစ်တယ်လို့ခေါ်ရတာမဲ့ဉာဏ်ရတော့နော်ဒါဘုံဘုံတို့ထားရမယ်ပန်းနိုင်နော်ညာယတအဓိကမာယဆိုတာအဲ့ဒါကိုပြောတာတတိပဋ္ဌာန်တရားအထုတ်ရင်ဉာဏ်တွေကအစဉ်စဉ်မြင့်သွားမယ်အဲ့လိုသစ္စာလေးပါသိပြီဆိုရင်နိဗ္ဗာန်ကိုသူမျက်မှောက်ပြုရတယ်မဲ့ဉာဏ်နဲ့မျက်မှောက်ပြုရတယ်ဖို့ဉာဏ်နဲ့မျက်မှောက်ပြုတာကိုဘယ်လိုပြောဆိုနိဗ္ဗာန်တ္တသစ္စည်းကရိယာယဒီဘဝမသေးခင်မှာကိုပဲနိဗ္ဗာန်ချမ်းသာကိုကြိမ်ဖန်များဆိုတာသူမျက်မှောက်ပြုခြင်းတလားမျက်မှောက်ပြုပြီးတော့နေလို့ရတယ်ဖလားသမပံဝင်စားတယ်လို့ခေါ်အရိယာတို့နေနီးပေါ့ဟုတ်လားဒါဘုံဘုံတို့ကတော့ဘာမှမရဘူးเนาะအထင်ကြီးမနေနဲ့เนาะအဲ့ဒီလိုအတိရုဉာဏ်တို့တွေဘာမှရနေတာမဟုတ်ဘူးရလို့ပြောနေတာမဟုတ်ဘူးဒီလိုသွားရင်ဒီလိုတွေရမယ်ဆိုတာကိုပြောနေတာသဘောပေါက်လားညာယတအဓိကမာယနိဗ္ဗာန်တ္တသစ္စည်းကရိယာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရလိမ့်မယ်အကျိုးကျေးဇူးဘယ်နှမျိုးတော့9မျိုးဘာကြောင့်တရားအထုတ်တာလဲလို့ရည်ရွယ်ချက်ကိုမေးရင်လည်းပဲဒီအကျိုးကျေးဇူး9မျိုးနဲ့ကပ်ပြီးတော့ပြောတတ်စေခြင်းတယ်ဘုံဘောဘာလို့တရားအထုတ်တာတော့ငါစိတ်တွေတန့်သွားလို့ငါတရားအထုတ်တာဟာအဲ့လိုပြောစေခြင်းတာငါစိတ်တွေပိုးပြီးတော့အဆင့်မြင့်လာအောင်လို့ငါစိတ်တွေပိုးချမ်းသာအောင်လို့ကိုချမ်းသာအောင်လုပ်ပေးသင့်တယ်မဟုတ်လားဒီတာဝန်ဘယ်သူပေါ်မှာရှိတာတော့တာဝန်လို့နားလေရလားခံယူရလားအဲ့လိုဆိုတာဝန်ကကြည်တာများလားမကြည်တာများလားတရားနာပိသကိုဘုန်းကြီးကနှိပ်စက်နေတယ်လို့ပဲနော်အဲ့တော့ဘုန်းပြောနေတာကဒီအကျိုးကျေးဇူးတွေနဲ့ရည်ရွယ်ချက်ကိုတွဲကြည့်စေခြင်းတာစိတ်ဖြူရှင်တန်ရှင်းအောင်လို့တရားအထုတ်တာဆိုတော့ရည်ရွယ်ချက်ဖြစ်သွားတယ်နော်အကြောင်းပြချက်ဖြစ်သွားတယ်ဘာလို့တရားအထုတ်တာတော့ငါစိုးရင်တရားတွေငိုတရားတွေနဲ့တွေ့လာရင်မစိုးရင်ရအောင်မငိုအောင်ခုတည်းကငါကြိုတင်လုပ်ထားတာတစ်ချိန်ကြာတွေးမှာတော့ပြက်မှာတော့ခန္ဓာကိုယ်ကြီးကအဓိကအဲ့ဒီကိစ္စပဲအဲ့ဒီပြက်တာတွေနဲ့ကျုံလာရင်ငါတည်တည်ငြိမ်ငြိမ်ဖြစ်အောင်လို့စိတ်ကူးနဲ့ကင်ဆာလေးပါလေးဖြစ်ကြည့်ပါလားဟိုတနေ့ကဘုံဘုံတီကြောက်ပါရေးနော်ဆရာဝန်တွေကလည်းဘယ်လိုလဲမသိပါဘူးကင်ဆာအဆင့်3ပန်ကရိယကင်ဆာအဆင့်3လို့ပြောလိုက်ရောတော်တော်ခံနိုင်ရင်ရှိတယ်လို့ပြောရမှာပဲနော်အဲ့ဒါထိုင်းသွားစစ်တော့ရိုးရိုးအကျိတ်တယ်ကဲဘယ်လိုလုပ်မလို့ဟင်သူတို့ပြောတုံးတိုင်းလို့ဆိုရင်ကြောက်ပြီးတော့သေဖို့ပဲရှိတယ်ကဲအဲ့တော့သူ့ကိုဘုံဘုံကဘာပြောဆိုအလွန်ကောင်းတဲ့အတွေ့အကြုံလို့တယောက်ကလိန်ပြီးတော့ပြောတာလို့သိနေရင်ဒါခံစားချက်ကဒီလောက်ပြင်းမှာမဟုတ်ကတကယ်ကိုထင်းနေတာလေဘောကနောက်ဆုံးကြောက်လဲတကယ်ဖြစ်မှာပဲလေအခုကသာအခိုက်အတန့်ပဲလွတ်တာလေပြီးရင်လည်းဘာဖြစ်မှာတော့တကယ်ဖြစ်မှာလေကင်ဆာမဖြစ်လဲသေရမှာကြီးဟုတ်တယ်မဟုတ်လားအဲ့တော့ပြောရင်တာဘာတော့ဘာလို့တရားအထုတ်တာလို့ဆိုရင်ဟေးတေချာပေါက်တွေ့ရမယ်ပျက်စီးမှုနဲ့တွေ့လာရင်ငါခံနိုင်ရင်ရှိအောင်လို့အဲ့ဒီအချိန်မှာနော်သူများသနာစရာမဖြစ်အောင်လို့ငါတည်တည်ငြိမ်ငြိမ်နေနေနဲ့ငါတရားဖြစ်အောင်လို့ငါတရားအထုတ်တာအနာဂတ်ရေးပါသွားတယ်နော်ခုနကတော့တတ္တနာဝိသုဒ္ဓိယကအခုကိုငါစိတ်ကိုတန့်ရှင်းခြင်းတာစိတ်ကလေးတန့်အောင်လို့ငါတရားထိုင်တာနောက်ခါကျတော့ဘာဖြစ်သွားတော့နောင်လာမဲ့အနာဂတ်မှာအခြေအနေဆိုးနဲ့တွေ့လာတဲ့ခါမှာခံနိုင်ရင်ရှိအောင်လို့မဆင်းရဲအောင်လို့မငိုရအောင်လို့ငါတရားထိုင်တာငိုရမှာတော့ပြီးလို့ရှိရင်ပြီးရင်ဘာဘယ်လိုလေးပြောသိခြင်းသေးတော့ဒုက္ခဒေါမနတတွေချုပ်သွားအောင်လို့မေတ္တာတွေအားကြီးလာအောင်လို့ငါတရားထိုင်တာပါဟုတ်လားနောက်ဆုံးမလို့ပြောမှာတော့ဉာဏ်တွေအစဉ်စဉ်မြင့်အောင်လို့နိဗ္ဗာန်ရအောင်လို့တရားထိုင်တာပါဒုက္ခငြင်းအောင်လို့တရားထိုင်တာပါတရားထိုင်ရင်အကျိုးကျေးဇူးဆိုရင်လည်းဟုတ်တယ်ဘာကြောင့်တရားထိုင်တာလဲလို့မေးရင်အကြောင်းပြချက်ပေးဖို့လည်းဟုတ်တယ်ရည်ရွယ်ချက်ဆိုရင်ကောမဟုတ်ဘူးလားဟုတ်တယ်ဒီလိုလေးသွားစေချင်တာနော်တချို့ဟောလို့တရားအထုတ်တာတော့လို့ပြောရင်ဥလေလေနဲ့စိတ်ထဲမှာတော့ရည်ရွယ်ချက်တွေရှိတယ်ပြောတတ်လားဆိုတော့လည်းမပြောတတ်ဘူးခုပြောတတ်ပြီမို့လား9မျိုးနော်စိတ်တွေတန်ရှင်းအောင်လို့ငါတရားထိုင်တာငိုချိန်ကြရင်မငိုရအောင်လို့တရားထိုင်တာနော်ကိုဆင်းရဲမှုစိတ်ဆင်းရဲမှုတွေလုံးဝငြိမ်းသွားအောင်လို့တရားထိုင်တာဒုက္ခတွေငြိမ်းအောင်လို့နောက်ဆုံးမဉဏ်ဖူဉဏ်ရအောင်လို့နိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုနိုင်ဖို့ဉာဏ်အစဉ်စဉ်မြင့်မှုဟုတ်လားဒါအကျိုးကျေးဇူးကိုဘုံဘုံပြောတာဘုံဘုံပြောဖို့အချိန်ကမစေသေးဘူး10မိနစ်လောက်ကြံသေးတယ်အဲ့တော့နောက်ထပ်ဘာပြောဖို့ဒီမှာဘုံဘုံစီစဉ်ထားတော့ဆိုတော့
သူတာဝန်ကိုတာဝန်သိဖို့လိုတယ်ဆိုတာလေဟိုတော့တရားထဲမှာဘုံဘခဏခဏထည့်ပြီးတော့ဟောဖို့ပါအဲ့ဒီအမြင်လေးကလေခုတရားအထုတ်တဲ့အချိန်မှာကွတ္တိဝင်နေတယ်တရားအထုတ်တဲ့အချိန်မှာပိုးပြီးတော့နှလုံးသွင်းစရာကောင်းအဲ့ဒါဘယ်လိုပြောထားတော့ဆိုတော့ပါဠိလိုလေးပါမှတ်တယ်မေရှံဟိပฏิပတိကထေနမေဝဘာတော့ဆင်းရဲငြိမ်းဖို့အတွက်ချမ်းသာဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းတွေကိုပြည့်ပြည့်စုံစုံဟောဖို့ဆိုတာငါဖရားရဲ့တာဝန်တဲ့နော်လူတယောက်မဆင်းရဲအောင်ချမ်းသာအောင်ဘယ်လိုနေရမလဲဆိုတဲ့နီလန်းကိုဖရားမှာအကုန်သိတာဟုတ်လားတချို့ကသိတယ်မသိဘူးမဟုတ်ဘူးဒါတိသိတဲ့ဟာကိုသူများကိုဘယ်လိုလုပ်လို့နားလည်အောင်ပြောတဲ့အပိုင်းမှာအခက်အခဲရှိနေတယ်ဘုမအဲ့ဒါလေးကိုလည်းရိပ်မိတယ်တချို့တရားအထုတ်တယ်တကယ်ပေါက်မြောက်တယ်တချို့ဖုံးတော်ကြီးတွေဒါပေမဲ့ပြန်ပြီးတော့သူတို့ဟာကိုပြောတဲ့အချိန်မှာအားနည်းချက်ရှိစကလုံးအသုံးလုံးမှာအားနည်းချက်ရှိမြတ်စွာဘုရားကျတော့အဲ့ဒါမျိုးမရှိဘူးယောဂီတို့နေတိုင်းရွတ်လိုက်မယ်သိရမှန်ကမကြံရအောင်လုံးဝဆုံးတဲ့အကုန်မြင်တပ်ပင်ဉာဏ်တော်ဆွမ်းအကုန်သိတယ်မြတ်စွာဘုရားပြီးတော့ပါလာတော့တိတိတရားများပြား၌ဟောထားစပွဲနီးသွဲသွဲကိုခြေလဲစုံလဲအကုန်မြင်တပ်ပင်ဉာဏ်တော်ဆွမ်းဒီအဲ့ဒါစကလုံးကိုသိတယ်ဘယ်လိုပြောရမလဲဆိုတော့သိတယ်တချို့စကလုံးအသုံးလုံးမတက်တဲ့အတွက်ကြောင့်နားလည်မှုတွေလွဲကုန်သဘောပေါက်လားဘုံပြောတာပြီးရင်ဘာလာဦးမလို့ကျွတ်ထိုက်ကြပြီးများဝင်နေအိန္ဒြေစရိုက်သူ့အကြိုက်ကိုနှိုက်ချွတ်ဆုံလဲအကုန်မြတ်တပ်ပင်ဉာဏ်တော်ဆွမ်းဒီဒီသက်တော်ဟာဘာကြိုက်တာသူ့စရိုက်ကဘယ်လိုသူ့ရဲ့သူတော်ကောင်းတက်ခါအနှုတ်ရင်အကုန်သိပြီးတော့ကွက်တိဝင်အောင်လုပ်နိုင်တာဘုရားတော်ပဲရှိဟုတ်လားအခုတိုင်းဟိုဒီမှာဗာပြောတော့ချမ်းသာကြောင်းနီလန်ကောင်းကိုဟောဖို့ရာကဘယ်သူတာဝန်တော့ဘုရားတာဝန်အခုကျွတ်တို့ဟောနေတာမဟုတ်ဘူးဘုရားဟောတာကိုပြန်ပြောတာဒါဘုရားဟောတာလို့ပဲနားလည်ရမှာဟုတ်တယ်မို့လားအဲ့လိုဆိုရင်တာဝန်တရားသိသွားရင်နော်ဘုရားတာဝန်အဲ့တော့ကိုယ်တာဝန်ဘာတော့ပฏิပတိပူရဏပနာတာဝကနာဘာတော့မြတ်စွာဘုရားခိုင်းတဲ့အတိုင်းလေ့ကျင့်ဖို့လုပ်ကြည့်ဖို့ကချမ်းသာခြင်းရတဲ့တာဝကတို့ရဲ့တာဝန်ခိုင်းတဲ့အတိုင်းလုပ်ဖို့နောက်ထပ်တာဝန်တစ်ခုကြံသေးတယ်အာနိတန္တဒါနဓမ္မနံဘာတော့ချမ်းသာခြင်းဆိုတဲ့အကျိုးရက်လက်ကိုပေးမဲ့တာဝန်ကတရားရဲ့တာဝန်တဲ့အဲ့ဒါကိုနားလည်စေချင်တာနော်ဘုရားကလည်းချမ်းသာအောင်လုပ်ပေးမဲ့တာဝန်ဘုရားယူမထားဘူးလုပ်ပေးလဲလုပ်မပေးနိုင်ဘူးဟုတ်တယ်မို့လားဘုရားကချမ်းသာပေးနိုင်သလားဒါပေမဲ့တင်စားပြီးတော့ပြောတာတွေတော့ရှိတာပေါ့နော်ချမ်းသာကြောင့်နီလန်ပေးတာကိုပဲဘုရားကချမ်းသာကိုပေးတယ်နမောတိအမတန်တရဘုရားနိဗ္ဗာန်ကိုပေးတယ်လို့တောင်တင်စားပြောတာရှိဒါပေမဲ့တကယ်ဘုရားဘာပေးနိုင်တော့နီလန်ပဲပေးနိုင်တော့နီလန်ပေးဖို့ဟာဘုရားတာဝန်ခိုင်းတဲ့အတိုင်းလုပ်ဖို့ရာကကိုယ်တာဝန်ချမ်းသာအောင်ကိုယ်တာဝန်မဟုတ်ဘူးနော်တေချာစဉ်းစားနော်ချမ်းသာအောင်ကြတာဘယ်သူတာဝန်တော့တရားရဲ့တာဝန်ဟုတ်ပြီအဲ့လိုဆိုရင်ဘုန်းတော်အခုဘာလုပ်ကြအောင်ဆိုထိတာကိုဒလဇက်သိအောင်ကြိုးစားဒီအဓိကတော့ချက်စကလုံးလေးကိုမမေ့နဲ့နော်ထိုင်နေတဲ့အချိန်မှာနှာသီးပြားပဲအာယုံပြုတော့နှာသီးပြားကထိတာကိုပဲသူအစိတ်ဝင်စားတဲ့အကောင့်နဲ့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်တာထွက်တာတခုအတွင်းမှာလည်းအတက်အကျအမျိုးမျိုးသွားတာသူကဟုတ်လားထိုင်တဲ့အချိန်မှာလည်းထိတာကိုသိဖို့ပဲလုပ်တယ်ဘာကြောင့်ထိတယ်ဆိုတော့အကြောင်းတရားပဲကွာသွားတာထိတာကတော့ထိတာအဲ့လိုပဲလမ်းလျှောက်ရင်လည်းထိတာကိုပဲသိဖို့ကြိုးစားမှာနောက်ဆုံးလုံးဆရာတော်ကြီးဥက္ကဝီယာထိတာကိုသိရင်းနဲ့တရားတို့ရတာနော်ပြောင်ရိုးရှင်းရတယ်နွားလှန်ရတယ်လဲထွန်ရတယ်ထွန်ကိုင်းနဲ့ထိတာကိုသိတယ်အောက်ကခြေထောက်နဲ့မြေကြီးနဲ့ထိတာကိုသိဆိုကြပါစို့ဒီနှာသီးပြားလေးအစကြည့်ရင်တော့နှာခေါင်းပေါက်လေးနှစ်ပေါက်လည်းမြင်နေပါပေါ့ထိတယ်မျက်နှာလေးလည်းမြင်နေတယ်တကယ်စိတ်ဆိုင်လာပါများရင်အဲ့ဒါတွေအကုန်ပြောက်တယ်ထိတာလေးပဲရှိနေထိတာလေးကဘလို့ပါလို့လည်းပြောပြလို့မရမာမာလေးထိမယ်ပျော့ပျော့လေးထိမယ်ပူပူလေးထိမယ်အေးအေးလေးထိမယ်မျိုးမျိုးပေါ့ပူတာလေးကဘလို့ဆိုမေးတော့ပြောတတ်သေးလားပြောတတ်တော့ဒါပေမဲ့စိတ်နဲ့တော့တကယ်မသိဘူးလားသိတယ်တကယ်သိနေဖို့ဟာအဓိကနော်ဟုတ်လားအဲ့လိုဆိုရင်ကိုယ့်ရဲ့တာဝန်ကဘာတော့ဒီ9ရက်မှာထိတာကိုသိနေဖို့ဟာကိုယ့်တာဝန်အဲ့ဒါကိုအချိန်များများသိတဲ့သိအောင်လုပ်နေဖို့အသိဉာဏ်တွေရဖို့ချမ်းသာဖို့အကျိုးအာနိသင်ကိုပေးဖို့ဟာဘယ်သူတာဝန်လို့အဲ့ဒီထိတာကိုသိနေတဲ့အလုပ်ရဲ့တာဝန်ကိုလုပ်ရမှာဘာလဲဘုန်းတော်အန်ချောနေတာအဲ့ဒါပဲနော်ထိုင်တော့မယ်ဆိုရင်ကိုကပဲချမ်းသာကြီးကိုဖန်တီးတော့မှလို့ကိုကပဲငြိမ်းအေးအောင်လှုပ်ချလိုက်တော့မှလို့ရသလားကိုကလှုပ်လို့ရရိုးဆိုရင်ပူတဲ့လူပဲရှိမတော့ငြိမ်းအေးတဲ့လူပဲရှိမတော့အကုန်လုံးအဆင်ပြေနေတဲ့လူတွေကြီးပါဟုတ်တယ်မို့လားတကယ်တမ်းကိုကကို့အလုပ်ကိုလုံးမှကိုရကျင်တဲ့ဥစ္စာကိုကို့အလုပ်ကပေးမှာဟုတ်တယ်မို့လားဆင်းရဲငြိမ်းခြင်းနဲ့ချမ်းသာခြင်းနဲ့အသိဉာဏ်တွေဖြစ်ထွန်းခြင်းနဲ့ဒါအကျိုးရလဒ်တွေပဲအဲ့ဒီအကျိုးရလဒ်တွေကိုကိုဖန်တီးလို့ရသလားမရဘယ်သူဖန်တီးမှာတော့ကိုလှုပ်တဲ့အလုပ်ကတော့ဖန်တီးပေးလိမ့်မယ်
ဒါဒီကိုကတော့ကိုယ့်အလုပ်ကိုပဲလုပ်နေဖို့ပဲနောက်ထပ်ဥမာတစ်ခုပြောရမယ်မြတ်စွာဘုရားဆေးဆရာကြီးဖြစ်တယ်တရားဟာဆေးဖြစ်တယ်တတ္တဝါတွေကယောဂတွေဖြစ်တယ်လောဘဒေါသမောဟဟာယောဂဖြစ်တယ်၄မျိုးနော်မြတ်စွာဘုရားတည်းဟူသောဆေးဆရာကြီးကတရားတည်းဟူသောဆေးကိုတွေ့ရှိခဲ့တယ်ဒါလည်းမြတ်စွာဘုရားဖန်တီးတာမဟုတ်ဘူးတွေ့တာဒါကြောင့်မြတ်စွာဘုရားမဂ်ခင်၈ပါးကိုပုရဏမဂ္ဂလို့ခေါ်တယ်လမ်းဟောင်းကြီးရှေးဘုရားစုဖုံးနေအောင်သွားခဲ့ပြီးသားဘုရားတီထွင်ထားတာမဟုတ်ဘယ်ဘုရားမှတီထွင်ထားတာမရှိသူဒီဥစ္စာကဒါပဲဆိုရမှာဆိုမြင်းခွာရွယ်ဆိုလို့ရှိရင်လူကိုကောင်းစီတဲ့တက်တီသူထဲပါတာဘယ်သူလှုပ်ထားတာဘယ်သူမှလှုပ်ထားမဟုတ်မြင်းခွာရွယ်ကသူကောင်းနေတာအဲ့လိုပဲမဂ်ခင်၈ပါးဘဝအပေါ်မှာမှန်မှန်ကန်ကန်မြင်တာတမာဒိဋ္ဌိပေါ့နော်အဲ့ဒီမှန်မှန်ကန်ကန်မြင်မှုဒီနော်ဒုက္ခကိုငြိမ်းစေတယ်ဒါသူစွမ်းတတိနဲ့သူပဲကိုကမှန်မှန်ကန်ကန်သာမြင်အောင်လို့ဒုက္ခငြိမ်းမှာအဲ့တော့မြတ်စွာဘုရားပါတော့ဆေးဆရာတရားတည်းဟူသောဆေးကိုတွေ့ရှိခဲ့တယ်ဟုတ်ပြီနော်အဲ့ဒီဟာကိုဘယ်သူကသုံးမလို့ဘုန်းတို့ယောဂတဲ့ယောဂပျောက်ခြင်းတဲ့လူကသုံးမယ်ပေါ့နော်ယောဂကိုဖယ်တဲ့နေရာမှာဘုရားတည်းဟူသောဆေးဆရာကဖယ်တာလားမဟုတ်ကိုယ်တိုင်ကဖယ်တာလားဆိုလဲမဟုတ်ကိုကဖယ်မယ်ဆိုရင်ဆေးတောက်ဆရာမလိုဘူးလေကိုကဖယ်လိုက်ပေါ့ဘယ်သူကဖယ်တာတော့ဆေးရဖယ်တာအဲ့တော့ကိုတာဝန်ကဘာတုံးဆိုတော့ဆေးတောက်ဖို့ပဲယောဂဖယ်တဲ့အလုပ်ကကိုယ့်အလုပ်မဟုတ်ဘူးယောဂဖယ်တဲ့အလုပ်ကဘယ်သူ့အလုပ်တော့ဆေးအလုပ်ပဲအလွန်ကောင်းတော့ဒီဥမာကဟုတ်လားဒါရှုခြင်းစတော်ကြီးရေးထားတယ်ဘုရားရှိခိုးတယ်မှာဒါပါဘုရားတည်းဟူသောဆေးဆရာနော်တရားတည်းဟူသောဆေးတန်ဃာတည်းဟူသောဆေးတိုက်ကျွေးတတ်တဲ့ယတနာမြတ်သုံးပါးကိုရှိခိုးပါ၏ဆိုအလွန်ကောင်းတယ်ဟုတ်လားအဲ့တော့ဘုန်းတို့ကိုဘာလုပ်ရမှာလဲဆိုတာကိုကိုရှင်းရှင်းလင်းလင်းနားလည်ဖို့တော်နေတရားထိုင်ရင်းနဲ့ကိုမလုပ်နိုင်တဲ့ကိစ္စကိုလုပ်လို့မရတဲ့ကိစ္စကြီးကိုဇွတ်ဖန်တီးနေမှာဆိုလို့ငါထိုင်နေတာနိုင်ဝက်ရှိရခုချိန်ထိလည်းမငြိမ်းအေးသေးပါလားအဲ့ဒါဘာလို့ချင်နေတာတော့ဖန်တီးခြင်းနေတာလေ तू ကငြိမ်းအေးမှုကကိုဖန်တီးလို့ရသလားငြိမ်းအေးတယ်ဆိုတာအပူမရှိလို့ငြိမ်းသွားတာအဲ့တော့အပူကဘာလို့မရှိအောင်ဆိုအဲ့ဒီအပူကိုဖယ်ရမှာအပူကိုဖယ်တာကိုဖယ်တာမဟုတ်ဘူးထိတာကိုသိနေအပူကဖယ်ပြီးသားဖြစ်သွားရောအဲ့တော့ကိုလုံးရမှာလေးကနူးညံ့တယ်နော်တိမ်မွေ့တယ်နော်ဒါလေးပဲထိတာလေးကိုသာသိနေဘာမှကျန်တာစိတ်ဝင်စားနဲ့ဒါမို့ဆရာကြီးဦးစောတိကပြောတာနော်တရားအထုတ်တဲ့အချိန်မှာအသိဉာဏ်ရခြင်းလိုက်တာငြိမ်းအေးခြင်းလိုက်တာဆိုတဲ့စိတ်ကလေးတောင်မရှိစေခြင်းဘူးဖြစ်နေတာလေးကိုဓာတ်ရိုက်တိသွားသေးခြင်းပြစ္ဆုတ်ပန်တိုင်းမှာတိသွားသေးခြင်းအဲ့တော့ဘုန်းတို့ပြောခဲ့တဲ့အကြောင်းအရာလေးတွေနှိမ့်ချုပ်လိုက်ရင်တရားပဲလို့ရှုမှတ်ရမှာတော့ဒါပြောခဲ့တယ်နော်ဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုကိုတရဇက်တိနေတဲ့နီးကိုလှုပ်စီခြင်းနဲ့အဲ့ဒီနီးနဲ့အဆင်မပြေဘူးဆိုရင်တော့တကူလုံးထိတာတွေကိုလိုက်သိကြားတာတွေကိုသိတွေးတာတွေကိုသိဝေဒနာတွေကိုသိအဲ့လိုသိတဲ့နေရာမှာထိတာကိုပင်တိုင်းနေရာမှာထားဟုတ်လားပြီးရင်ဘာလို့မလို့ထင်ရှားကိုလိုက်သိဒါပြန့်လွင့်နေတာမဟုတ်ဘူးနော်ပြစ္ဆုတ်ပန်လေးတိုင်းသိနေတာဟုတ်ပြီနော်ကျန်တဲ့အချိန်တွေမှာလည်းဘာလို့ရမှာတော့ခန္ဓာမှာဖြစ်နေတာတွေကိုလိုက်ပြီးတော့ဘာတော့သိနေဖို့ပဲအဲ့ဒါဘုံဘုံတို့တရားအထုတ်နေပြီပဲနော်အဲ့လိုဆိုရင်ရရှိမဲ့အကျိုးကျေးဇူးဆိုပြီးတော့ဒုတိယပိုင်းမှာဘုံဘုံပြောလိုက်တယ်နော်စိတ်ဖြူရှင်တန်ရှင်းပဲစိုးရင်စရာငိုစရာနဲ့တွေ့ရင်မစိုးရင်မငိုပဲနေနိုင်ပဲကိုယ်ရှင်းခြင်းစိတ်ရှင်းခြင်းကိုချုပ်ငြိမ်းစေလိမ့်မယ်ဉာဏ်အစဉ်စဉ်မြင့်ပြီးတော့မဲ့ဉာဏ်ကိုရမယ်ဖူဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုဒီဘဝနဲ့မျက်မှောက်ပြုပြီးတော့နေရလိမ့်မယ်ဒီအကျိုးကျေးဇူး9ပါးသည်ပင်လည်းတရားအထုတ်ခြင်းရဲ့ရည်ရွယ်ချက်ဆိုတာနဲ့တွဲပြီးတော့နားလည်စေရတယ်တရားအားထုတ်ရခြင်းရဲ့အကြောင်းပြချက်လို့လည်းနားလည်သိခြင်းတယ်ဘာလို့တရားအထုတ်တာတုံးလို့မေးလိုက်ရင်ဒီ9မျိုးကိုစုံအောင်ပြောတတ်စေခြင်းငါစိတ်ကလေးဖြူစင်တန်ရှင်းစေခြင်းလို့တရားအထုတ်တာပါဟုတ်လားငိုချိန်ကြရင်မငိုရအောင်လို့တရားအထုတ်တာပါဆင်းရဲဒုက္ခတွေငြိမ်းသွားစေခြင်းလို့ဉာဏ်တွေမြင့်မားလာစေခြင်းလို့နောက်ဆုံးနိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုတော့ဒုက္ခငြိမ်းခြင်းလို့ပါသူကတော့အမြင့်မားဆုံးအကျိုးရလဒ်နော်နောက်ဆုံးဘာပြောတော့ဘုရားတာဝန်နော်ချမ်းသာကြောင်းနီလန်ပေးဖို့ဘုဇုတာမနော်ဘုရားရဲ့တာဝန်ဘုရားကမှစုံစိတ်ပေးနိုင်တာအကုန်သိလို့ပေးနိုင်တာဒါကြောင့်သူပေးခဲ့တဲ့နီလန်ကိုသာဘုန်းတို့ဟာယုံကြည်မှုအထားသင့်ဆုံးသဘောပေါက်ရလားနီလန်ပေးဖို့ကဘုရားတာဝန်နော်ချမ်းသာခြင်းရတဲ့တာဝကတွေရဲ့တာဝန်ဘာတော့ခိုင်းတဲ့အတိုင်းလုပ်ဖို့ခိုင်းတဲ့အတိုင်းဘယ်လိုလုပ်ရမလို့ထိတာကိုသိနေဖို့အဓိကအဲ့ဒါပေါ့အဲ့လိုဆိုလို့ရှိရင်နောက်ဆုံးတာဝန်ကဘာလဲတော့အကျိုးရလဒ်ကိုဖြစ်စေတဲ့တာဝန်ကတရားရဲ့တာဝန်ဆင်းရဲငြိမ်းဖို့ချမ်းသာဖို့ဘယ်လိုလုပ်ပေးမှာတော့တရားအလုပ်ပေးမှာဟ
ဟုတ်လားအဲ့တော့ကိုယ်တာဝန်လေးကိုသိရမယ်အဲ့ဒါကိုဘုံတို့ပို့ပြီးတော့ရှင်းသွားအောင်ဘယ်ဥမာထပ်ပြောသေးတော့ဆေးမြတ်စွာဘုရားဆေးဆရာတရားဆေးတတ္တဝါတွေကယောဂါတဲ့ကိလေသာတွေကယောဂါနော်ဆေးဆရာကြီးကတော့သူ့အလုပ်သူလုပ်ခဲ့ပြီသူတော်ကောင်းတရားကိုတွေ့လို့လောကကိုချပြခဲ့ပြီနော်ကိုယ်အလုပ်ကိုလုပ်ဖို့ပဲကိုယ်အလုပ်ကဘာတော့ဆေးစားဖို့ပေါ့ကိုယ်အလုပ်ကိုလုပ်ရင်ဆေးရတယ်ဆေးအလုပ်ကိုဆေးလုပ်လိုက်မယ်ဆေးအလုပ်ကဘာလို့ယောဂါကိုဖယ်ရှားမယ်ယောဂါဖယ်ရှားရင်ယောဂါကြောင့်ဖြစ်တဲ့ဆင်းရဲမှုမရှိတော့ဒီသဘောလေးပဲနော်အဲ့တော့ကိုယ့်အလုပ်လေးကိုဘာလို့မလို့ဆွဲဆွဲမြဲမြဲလုပ်ကြရမယ်ပေါ့ဒါဘုံဒါဒီကနေ့ပြောခဲ့တဲ့အလုပ်ပေးတရားပေါ့နော်